Hello. Di này mà số bác sĩ kêu đi yao mẹ, wallet kêu đi yao mẹ, 25%, 30%, alo đi yao mẹ, so đó, okay. Di này rồi euro cao hơn nè, bà má lo, nhưng mà mấy cái này sản quay ra đi, tiền là lo. Rồi thì này đó, sẽ ý nhị quên mẹ quên, sẽ ý nhị nè. Taste a thick flavor. Okay. Đó. Bác sĩ cái này yao mẹ, gas lady. Ta nghe là nó mi bà đấy. Ê, ta ấy cái gì thì yang ngồi yao này bị nó. Mà bu nè, mà piao bu nó. Mà số chỉ mà cái gì thì mà yao tới luôn là mấy này ra đây tụi đi alo. Mà piao bà bu, mà rồi. Ta jam bây giờ lại khăn vào đấy. Ngân liền lại chết vào đấy cái cháu. Này ngân cả cái gì cái gì đấy cả. Anh ngồi luôn này rồi cháu. Mà rồi customer này anh ngồi. Thế nên chắc này, thế chắc sẽ bị rồi mà. Còn nó cả cô đều release luôn này rồi cháu. Nên là processing time delay lên chết vào bà đấy. Đó cho một lần nãy là bị bà. Cái gì đấy cũng mà piao bà bu. Mà còn nó lên nãy là piao thả bà đấy. Nó. How be? Rồiအခုမှဒီအိတ်ကလေးတွေရောင်းမယ်ဒီနေ့ရောင်းမှာကတော့အမ gas နဲ့ US Polo နဲ့ Tommy နဲ့ brand 3မျိုးကိုရောင်းမယ်အခု gas လေးတွေအရင်ပြမယ်ဒီ gas 8လေးကတော့ပေါ့ပါလေးတွေပါအမအရင်တော့ကဒီ gas 8ကိုအရင်တော့က9,000,000နဲ့ရောင်းတယ်9,000,000နဲ့ရောင်းတယ်ဒီလိုအိတ်ကလေးတွေ leather အပျော့လေးတွေဒီမှာဒီလိုမျိုးအထဲမှာတစ်ခုပါမယ်တက်ကက်ဒီမှာတက်ကက်နော် gas တက်ကက်ပါမယ်ပြီးရင်သူ cross body လည်းရတယ်အတိုလည်းရတယ်ပြီးရင်ဒီမှာနော်အထဲမှာ zip တွေပါမယ်အကျယ်ဝင်း okay အဲ့တော့ तू ကဘယ်လိုမျိုးလွယ်လို့ရလဲဆိုရင် तू က2 way လွယ်လို့ရတယ်ဒီလိုမျိုး main ကလေးလိုမျိုးလေးလွယ်ချင်ရင်ဒီလိုမျိုးလေးလွယ်မယ်မိန်းကလေးမျိုးလွယ်ချင်ဒီလိုမျိုးလေးလွယ်မယ်ဒီလိုလေးအတိုလေးလွယ်မယ်အတိုလေးလွယ်မယ်အကယ်လို့မိန်းကလေးလိုမျိုးမလွယ်ချင်ဘူး Michael Jackson တဲ့အေးပြောလိုက်တော့အကယ်လို့မလွယ်ချင်ဘူး cross body လိုလွယ်ချင်တယ်ဆိုဒီမှာဒီလိုလွယ်လို့ရတယ်ဒီလိုအိတ်ကလေးနဲ့ဒီမှာ hanger အိတ်ကလေးဒီလိုလေးပါမယ်ဒီလို cross body လေးလွယ်ပြီးတော့သွားမယ်ဟေးပေါ့ပါလေးဒီလိုမျိုးလေးတို့တွေသွားကြရအောင်လာကြရအောင်ဆိုပြီးတော့ဒီလိုမျိုးဟုတ်ပြီနော်ဆိုတော့ဒါအမတို့ခက်လူငယ်တွေပုံစံပဲပေါ့ပါချင်းမောင်းမီလေးနဲ့ t-shirt လေးနဲ့ဟိုသွားမယ်အရင်ကြီးဟိုဘယ်လိုခေါ်မလဲ formal မဟုတ်ဘူး casual လေးပဲနော်အဲ့လိုမျိုးလေးသွားမယ်ဆိုရင် make up လိမ့်တာအရန်လှတယ်အော်ဖြစ်ရမယ်ကျမ make up အညိုတွေလိမ့်တာဒါပေမဲ့မဆိုးကအသားရည်ကောင်းတယ်လေမဆိုးကအသားရည်အောက်ကအခန့်ကောင်းတဲ့ခါကျတော့မဆိုးကမိတ်ကပ်လိမ့်လိုက်လို့ရှိရင်တော့ဒီလိုညက်ပြီးတော့မျက်နာဒီလိုတက်လာတာဘာအဖတ်မှမခံလဲအမအဲ့လိုဖြစ်တာဆိုတော့ဒီလိုအိတ်မျိုးလေးတွေကာလာ3ရောင်ရှိတယ်ကွယ်အတိုင်းထွာလေးပြောပြမယ်နော်အဲ့တော့ဒီအိတ်ကိုရင်တော့9,000,000နဲ့ရောင်းတယ်အခုမှဆို25% off ပေးမယ်25% off ပေးမယ်3,800,000ရန်ကုန်အရနော်3,800,000 USA gas နော်အစစ် gas အစစ်နော်အမလေးမားဆိုရောင်းတာအစစ်ဒီမှာနော်ဒီမှာတစ်စိမ့်နဲ့ဒီမှာ gas GUESS gas okay အတိုင်းထွာလေးကိုမားဆိုတစ်ချက်တိုင်းပြပေးမယ်အရှောင်လေးကအရန်လာတော့မြင်ငပိအောင်လေးငပိအောင်လေးဆိုတော့ဘာနဲ့ပဲဝစ်ဘာကာလာနဲ့ပဲဝစ်အခုလိုမျိုးမားဆိုလိုမျိုးယောက်ျားလေးပုံစံယောက်ျားလေးပုံစံမျိုးလေးဝတ်ထားရင်အောင်မှပဲလှတယ်အရှောင်လေးရလေညိမ့်နေပြောတာပေါ့အဲ့တော့အတိုင်းထွာလေးကတော့10လက်မှ18 10လက်မှ8လက်မှရှိပါတယ်10လက်မှ8လက်မှရှိတယ်အိတ်ကလေးကဒီလိုမျိုးလေး cross body လေးဒီလိုလေးလွယ်လဲရတယ်နေကြီးဝေးဝါပုတ်နော်ကောင်မနော်အမေဆဲတာခံရင်နဲ့တူတယ်ဟလား
ngao là làm nhau này à bên này thà điều đâu lại mà làm mà tìm mà cái nhà ngã bông ra này lại khô à mà lệ chấm má style nữa mà cái nhà khô à mà là cái đâu đó ba mà cái nhà tiêu sao nè mà lệ câu em mà ý lệ tụi à lúc sau đó quẹt đó xong nó lại như này bé tròn niệm lại không đẹp là thà bên mẹ tu mà tu style này tu xí này tu lấy tu style này tu lấy cô style này cô bé bao cô giả luôn đấy nó không đẹp làအဲ့တော့ဒီမှာဒီလိုအိမ်မျိုးလေးငင်ငပိရောင်လေးအိတ်ကလေးက30လက်မဒီလိုမျိုးဖြက်က30ဒီလိုက8လက်မအသေးလေးပေးရနော်မမတဲ့အေးအမလေးဘေဘီရဲ့ကတိရောတော့မကြော်နဲ့နော်မပြီးချော်ရလဲထပ်ဖို့ကျမတို့ဒီမှာဒီတရောင်ရှိမယ်ပြီးရင်ဒီမှာ baby blue လေးရှိမယ် baby blue လေးရှိမယ် baby blue လေးနော် baby blue လေးရှိမယ် baby blue လေးဆိုဒီမှာကြည့်ဒီလိုအရောင်လေးဆိုတော့9သိန်း1000အရင် original price ကဒါကိုမဆိုးကအခု3သိန်းနဲ့8000ရန်ကုန်အရောက်ပို့ပေးတာရန်ကုန်အရောက်3သိန်း8000 okay ဟုတ်ပြီဒီမှာမြင်ငပိအောင်လေးရယ်ဒီမှာနောက်တော့ baby ချစ်တယ်ဆိုပဲဒီမှာဒါလေးကအပြာလေးရယ်နောက်ပြီးတော့ဒီမှာအမဲလေးရှိသေးတယ်အမဲလေးအမဲလေးကလည်းချွတ်စရာလေးအိတ်ကလေးကနော်အဲ့တော့ဒီမှာဒီလိုအိတ်ကလေးမျိုးကိုကာလာ3ရောင်လာတယ်လိုချင်တယ်ဆိုရင်မဆို9သိန်း1000ကို3သိန်းနဲ့8000နဲ့မဆိုရောင်းပေးမယ်ရန်ကုန်အရောက်သေးပါစင်ကာပူဘန်ကောက်စင်ကာပူထိုင်းပေါ့နော် Thailand Malaysia အကုန်ပို့ပေးတယ်မလေးရှားကလည်းအမကိုမှာလို့ရှိရင်အိမ်ရောက်ပို့တယ်စင်ကာပူဆိုလည်းအိမ်ရောက်ပို့တယ်ဒါမှမဟုတ်ပန်နာဆိုလောမှာလာယူမယ်ဆိုလည်းယူလို့ရတယ်ထိုင်းဆိုလို့ရှိရင်လည်းအမဖူကက်တို့အများကြီးပဲထိုင်းတနိုင်ငံလုံးအမကြိုက်တဲ့မြို့ကိုပြောအကုန်ပို့ပေးတယ်โอเคနော်အဲ့တော့ဒီမှာ9သိန်းနဲ့1000ကို3သိန်းနဲ့8000နဲ့ဒီလိုကာလာ3ရောင်ရမယ်3ရောင်ငင်ငပိရောင်လေးရမယ်ပြီးအမဲလေးရမယ်ဒီမှာအပြာလေးရမယ်ဟုတ်ပြီနော်3သိန်း8000 3သိန်း8000မှာရှင်3သိန်း8000မှာဆိုတော့ဒီလိုမျိုးပေါ့ပေါ့ပါလေးโอเคနော်ဟုတ်ပြီအဲ့ဒါလေးပြီးရင်ဒါလေးကလုံးဝ cross body လေးပါဒီလေးကလုံးဝ cross body လေး तू ကတော့နှစ်မျိုးလွယ်လို့မရဘူး one way ပဲဝယ်လို့ရတယ် country ဆိုတယ်အေးဟုတ်တယ် country style ကြီးဖြစ်နေအုတ်ထုတ်ဆောင်လိုက်အုတ်ထုတ်ဆောင်လိုက် country ပဲနော်ငါအုတ်ထုတ်ရှိတယ် daddy ဟိုဘာထဲမှာသွားယူပြီဟမ်ဒီအဲ့ခန်းထဲရလေအုတ်ထုတ်ထားတဲ့နေရာကောင်းမွန်အုတ်ထုတ်ဆောင်လိုက်မယ်နော်နင်ပြောမှငါတတိယရင်၄ယောက်ပါယူငါကောင်းမွန်အုတ်ထုတ်ဆောင်ပြီးဈေးရောက်လိုက်မယ်ဒီမှာဒါ cross body ဒီမှာဒါလေးဆိုလဲအဲ့လိုပဲ9သိန်း1000ဒါပေမဲ့မဆို3သိန်း8000နဲ့မဆိုရောင်းပေးမယ်โอเค3သိန်း8000နဲ့မဆိုရောင်းပေးမယ်အကျိတ်ထဲမှာထည့်စမ်းပါလိမ့်နော်အကျိတ်တွေ့လားဟင်လာပြီလားကောင်းမွန်အုတ်ထုံနဲ့နင်တို့ဈေးရောက်မယ်ဒီနေ့လှသွားပြီလားကျမလေးယောက်သားဦးပြောမှငါတတိယပါတယ်ဒါ Texas ကအုတ်ထုံနော်ငါ Texas ကတော့ဝယ်လာတဲ့အုတ်ထုံသဘောတွေကြားနေကြပြီအသေးတွေပေးနေကောင်းပိုင်မြင်းစီမယ်ကောင်းပိုင်မဒီမှာအိမ်ကတော်တွေနဲ့မားနဲ့သာလဲလို့ရရင်လဲလိုက်ချင်တယ်အိမ်ကဟာရတယောက်မှသုံးစားမရဘာဖြစ်လို့တော့မင်းတက်ကြော်ရဲ့အဇန်လာ fish ကအဇန်လာရဲ့ကျင်နတ်တယ် okay အဲ့တော့ကဲဒါကျမကောင်းပိုင်ဆိုပေါ့ဒီနေ့ကျမကောင်းပိုင်ဆိုလုတ်နဲ့ရောင်းမယ်
အခုမှတတိရတယ်ဟုတ်ပြီအဲ့တော့ဒီမှာဒီအိတ်ကလေးအခန်းတော်တာပေါ့လေအမလေးဘယ်အခန်းအမှာတော့ကျမကောင်းပွိုင်နေဆိုအပေါ်ကနေပဲကောင်းပွိုင်မတွေကဒီလိုအပေါ်ကနေပဲနေတာဟုတ်ပြီနော်ဒီမှာဒီအိတ်ကလေးကနင်တို့ကောင်းကောင်းငါဈေးရောက်မရစေငါ့ကိုနှောက်ကြပါနဲ့လာပြီးတော့နှောက်ကြပြီအဲ့ဒီအိတ်ကလေးဆိုအပြာလေးအပြာလေးလေအနက်ကလေးကိုမှအမဆိုခုနလိုပဲ9သိန်း1000ကို3သိန်း8000နဲ့ရောင်းမယ်3သိန်း8000โอเคအဲ့တော့ဒီအိတ်ကလေးက2ရောင်လာတယ်လှသွားပြီတဲ့ချိုဒီကကျဉ်တ်တယ်လေလင်းရောက်တာဦးပြောမှတတိယသွားတယ်ငါသားပြောမှာပဲ country sauce ဆိုမှာပဲဟုတ်ပါဒေါ်နီလာဝင်းဖို့ဘာဆိုတက်ချက်သွားတယ်လေ New Year တော့ Christmas ဟုတ်တယ် New Year January တော့တက်ချက်သွားလေအမျိုးတွေရှိလို့သွားလေတော့အဲ့မှာ Texas မှာအမအုတ်ထုတ်ဝယ်လာဒါ Texas ကအုတ်ထုတ်အာကာချစ်ပေါ်အာကာရဲ့မလေးနာမည်ခေါ်ခိုင်းနေသေးတယ်ဒီမှာဒါလေးကတနခါရောင်လေးသူလဲအဲ့လိုပဲတသိန်းနဲ့လေ9သိန်း1000ကို3သိန်း8000နဲ့သူလဲဒီလိုပဲဒီမှာအနက်ကလေးရမယ်ဒီမှာတနခါရောင်လေးရမယ်နော် cross body လေးတွေဒီမှာဒီလိုမျိုးโอเคเอาရဲ့ကြောင့်မလဲအမေဟိုလာကြည့်တာလှလာတာအမေကောင်းဝိုင်မာကြီးလေလှလာတာလေအမေကောင်းဝိုင်မာကြီးအစင်နေဖမ်းလာတာပြောဘာဖြစ်လဲအုံနောက်ကဘာဖြစ်သွားလဲပြောပါအောင် iPhone လို့ပဲ percentage တွေကဘလို့ကျတာတော့နှစ်တော်ကီတွေမှာငါမျောတာမနေ့ကတော့ကလေငါအလုံးမှာဟဲ့သိလားငါနေ့ဟာကိုနားထောင်နေတာမလေးငါဦးရတက်တာလေအကျယ်ကြီးလည်းမရည်ရဘူးအလုံးမှာ customer တွေရှိတော့လေငါအောင်ရဲကြော်တော်ကီတွေမှာငါမျောတာဒီအုံနောက်က percentage ကဘလို့တွေကျတာလဲဆိုတော့ရှင်းပြတဲ့အချိန်မှာ detail တွေရှင်းတာတော့မလေးဟုတ်ပြီအဲ့တော့ flower love ရေအဲ့တော့ဒီမှာဒီအိတ်ကလေးတွေရမယ်အဲ့တော့25ရာခိုင်နှုန်းချပေးထားတယ် 25% ချပေးရဲ့အချိန်မှာရှင်တို့ဝယ်ကြ okay ကျွန်မစိတ်ကစိတ်သဘောထားကောင်းနေတဲ့အချိန်စိတ်ကောင်းဝင်နေတဲ့အချိန်မှာကျွန်မနော်25% နေချပြီးရောင်းတာနော်အရင်က9သိန်းကျော်ရောင်းတယ် Miss Universe ဘကောကကျွန်မနဲ့လှတယ်လေမလေသမီးဆိုတဲ့တော့လှသေးဆိုပဲဟုတ်တယ်လှတယ်လို့သာပြောလိုက်ပါတော့လှတယ်စိတ်ချမ်းသာရင်ပြီးရောလှတယ်လို့ okay အဲ့တော့ဒီမှာအင်းကြီးကွက်လေးလှလိုက်တာဟုတ်တယ်မမအကွက်ကလေးချစ်တယ်ဒီမှာဒါလေးကကြတော့မိန်းမဆန်ဆန်လေးပါသူကတော့မိန်းမဆန်ဆန်ကိုင်မဲ့အိတ်ကလေးပါသူလည်းဒီလိုပဲမိုက်တယ်ကောင်းမှနေတယ်ဟုတ်တယ်ချန်လေးရေဒီမှာနော်ဒီအိတ်ကလေးလည်းအဲ့လိုပဲမဆိုဖွင့်ပြမယ်အစ်စ်ကလေးနော်ဒီမှာ plastic ကလေးနဲ့အစ်စ်ကလေးတွေမဆိုအစ်စ်ကလေးတွေပဲရောင်းတာဟဲ့မလေးဟဲ့တင်လုံးအားကြီးလို့တော့ခက်တယ်အဲ့ဒီလိုအိတ်ကလေးရတယ်မှာ plastic ကလေးခိုင်လီကန်ဂျာနာနဲ့တူတယ်ဟဲ့မလေးပြောပါအောင်မူးမေဝအောင်လို့ဒီမှာဟုတ်တယ်အမလေးမြာသွေးကြည့်ရဲ့ဝါတာပေါ့ညီဝါလို့ဒီမှာဒီအကောင်ကိတ်လာတာဒီကိုလုံးကြီးကြည့်ပြီးတော့အကောင်ပြည့်အဲ့တော့ကိုသိတယ်ကျွန်မအတင်းတွေကောင်းချင်းတုပ်တွေလို့ဝစ်လို့မရတော့ကျွန်မလှပွားလေးနဲ့ကျွန်မလှလေးတွေဝစ်ရတယ်ကျွန်မဒီလိုမျိုးကောင်းပိုင်မာကြီးဟုတ်ပါမဆာရေဒီမှာအိတ်ကလေးဒါလေးလည်းအဲ့လိုပဲတကယ်ဆိုဒါလေးကအရင်တော့မဆို9သိန်းနဲ့9သိန်းခွဲလောက်ရောင်းတာဒါပေမဲ့အခုတော့ရှုပ်လို့ငွေပေါ်ရှော့သေးညံထွက်ပြီးရောဒီမှာနော်တကက်နော်နှစ်ကက်အကန့်နှစ်ကန့်ရှိတယ်အထဲမှာဒီမှာဇစ်ကလေးတွေနဲ့ပါသေးတယ်အကန့်လေးတွေအကန့်လေးတွေပါသေးတယ်
တရားတစ်လုံးမဲ့ကြံတော့တယ်ဒါလေးကတော့ပန်းရောင်လေးပါမားစိုးကုံဝင်းကြီးနဲ့လာတယ်ဟဲ့ကောင်မရဲ့ဖြစ်မှပြရလေညီငါကုံဝင်းကြီးနဲ့လာတယ်တခါမှငါအဲ့လောက်ထိပြည့်ဖြိုးပြီးလှတာမမြင်ဘူးနဲ့တူတယ်နေကြီးဝင်းဝါကတုတ်တယောက်တည်းနဲ့ညီတိုင်းနေပတ်နေတာငါ့ကိုတနာပါအောင်6လက်မ okay size က6လက်မအလျာ6လက်မအနံ9လက်မကွဲပပအစွမ်းနဲ့ဝါလာအနံ9လက်မကွဲဟုတ်ပြီနော်ဒါလေးကတော့ပန်းရောင်လေး तू ကတော့ဒီလိုမျိုးလေးမိမဆန်ဆန်လေးဒီလိုလေးလွယ်လေးရတယ်ကနွဲ့ကလေးရလေးဒါမှမဟုတ်လေဒီဟာလေးကိုအလူတွေပါရင်သွားမယ်ဆိုရင်ဒီမှာဒီကျိုးကဖြုတ်လို့ရတယ်ဒီကျိုးက strap ကဖြုတ်လို့ရတယ်ဒီမှာ strap ကဖြုတ်လို့ရတယ်အဲ့တော့ဒီကျိုးကိုဒီလိုမျိုးအထဲထည့်ပြီးတော့ဟုတ်ပါကိတ်လာတာဟုတ်တယ်ချိုဒီရေကိတ်လာတာဖောင်းပြဲနေပြီမျက်နှာဒီမှာဒီလိုလေးအဲ့ကလေးကိုဒီလိုလေးထည့်ပြီးတော့ဒီလိုမျိုးလေး3,800,000တော့3,800,000ဒီမှာဒီလိုလေးလည်းကြိုင်လို့ရတယ်နော်အဲ့ကလေးက3,800,000အမေရိက gas ကိုရမှာနော်မြန်မာပြည်မှာတော့အမပဲတရုတ်အိတ်တွေတောင်မှပဲအမပေးပြီးတော့ quality မကောင်းတာဒီအိတ်တွေကလေ gas တွေကလေကြိုက်တော့ကြိုင်9နှစ်9နှစ်10နှစ်ဘာမှမဖြစ်ဘူးဘာမှမဖြစ်တာအမေရိကအိတ်တွေက quality အရန်ကောင်း okay နော်ဟုတ်ပြီအတူတူပဲအိတ်က gas အိတ်တွေအကုန်လုံးကဘာယူ9,100,000ကို 25% နဲ့3,800,000 ရန်ကုန်အရောက်ဟုတ်ပြီအဲ့ဒါပြီးရင် daddy phone ပေးအဲ့ဒါပြီးရင်ဒီမှာဘာမှမလုပ်ချင်ဘူးဘာအိမ်မှလည်းမတည့်ချင်ဘူး okay ဖုန်းလေးပဲတည့်မယ်ဖုန်းလေးပဲတည့်မယ်ဆိုဒီမှာဖုန်းထည့်တဲ့အိတ်ကလေး okay ဖုန်းထည့်တဲ့အိတ်ကလေးကိုမဆို3,500,000နဲ့ပဲရောင်းပေးမယ်ကစ်တော့ကြောင်းသွားတယ်ဒီမှာဒါ iPhone မှာ iPhone လည်းရတယ် Android လည်းရတယ်ကြိုက်တာထက်ဆိုလိုတာက Pro Max size တောင်မှပဲထည့်လို့ရတယ် okay နော် Pro Max size တောင်မှပဲဒီမှာကွက်ခနဲပဲထည့်လို့ရတယ်ပြီးရင်ဒီမှာ cross body လွယ်မယ်ဟုတ်ပြီပြီးဒီမှာဘာပါလဲသိလားယူလို့ airport okay အဲ့တော့ရှင်တို့ airport ပြောင်းမှလည်းမပူရတော့ဘူးဖုန်းပြောင်းမှလည်းမပူရတော့ဘူးအရှိမှလည်းဒီမှာတကန့်ပါသေးတယ်အရှိရတကန့်က daddy ID ကတ်ကလေးဘန်ကတ်ကလေးတွေတစ်ချက်လောက်ထည့်လို့ရတယ်အမေရိကမှာမပူဘူးလားတဲ့ဟိုမှာလေဟေးအဖြူအောင်ပေါက်တယ်မှာမင်းလက်ကိုကြည့်ဟိုမှာမမြင်ဘူးလားအဲ့မှာဒီမှာဟုတ်ပြီဒါဘန်ကတ်ကလေးတွေဒီမှာထည့်မယ် ID ကတ်တို့ဘန်ကတ်တို့လည်းဒီမှာထည့်လို့ရတယ်ဖုန်းတစ်လုံးလုံးဆက်နဲ့ airport ပါတယ်ပြီးပြီလေဘာလို့သေးလဲအပြင်သွားမယ်ပေါ့ပါလေးပဲဟဲ့ဒီမှာပြီးပြီဖုန်းပါရမယ်ဒီခေတ်ကြီးမှာဖုန်းမပါလို့မရဘူးဖုန်းပါရမယ် airport ပါမယ်ဘန်ကတ်ပါမယ်ဒီထဲမှာမပုံနေထည့်လို့ရတယ်ဟလာ license ထည့်လို့ရတယ်ဘန်ကတ်ထည့်လို့ရတယ်ပြီးပြီ3,500,000ဟုတ်ပြီနော်အဲ့တော့ဒီမှာအမဲရောင်လေးပါသူက US Polo တစ်စိတ်နော်3,500,000ပါဒီမှာ airport ကလေးနဲ့လှရနော်ဒီလိုမျိုးလေးအဲ့တော့ဒီလို cross body လေးလွယ်ပြီးဒီလိုမျိုးလေးသွားမယ်ဆိုပြီးပြီပေါ့ပဲဘာမှမပါဘူးဟေးငါတို့သွားမယ်ဟဲ့ဆိုပြီးတော့ဒီမှာကိုဖုန်းလည်းမပြောက်တော့ဘူး airport လည်းရှာစရာမလိုတော့မို့ဆို airport ကဟုတ်တယ်လေမပြောနေသူ့ဘေးနားမှာဘန်ကတ်ထားတာတော့မမြင်ဘူးအဲ့တော့ပြောပေးလိုက်တယ်
ပြန်ပတ်တယ်တော့လားနင့်ဖေကငါ့ကိုငါပြတာတဲ့အဖြူမဟုတ်ဘူးအမဲတဲ့ဘောက်ကဆိုရတော့ပြန်ပြီးခွတ်သေးတယ်အမေကိုဒီမှာနော်ဟုတ်ပြီအဲ့တော့ဒီအိတ်ကလေးကဖုန်းအိတ်ကလေးပါ US Polo ရဲ့ဖုန်းအိတ်ကလေးပါအရန်ကိုမိုးကာသားနောက်တစ်ချက်ကပြောချင်တာမိုးကာသားမိုးဆိုခံရေဆိုခံမိုးဆိုခံရေဆိုခံလိုက်တကားလေးနိုင် fashion ကမထက်သွားစေရအောင်အဲ့ဒါမားဆိုးရဲ့အားနဲ့ချက်တယ်ပြောပေးအောင်ရောက်ဖေဖေဟုတ်ဟုတ်ပြီနော်တသိန်းခွဲတဲ့အိတ်ကလေးတွေရမယ်ဟိုက leather မိုးကသားလေးစုတောင်းလေယောက်ျားထားရိုက်လို့ live ပြရရတယ်ဒီဘဝမဟုတ်ခုနဘဝမလေးကျမကိုရိုက်လို့ရတဲ့ယောက်ျားမမွေးသေးဘူးနော်ဒီမှာဟုတ်ပြီနော်စုတောင်းနေလိုက်အမလေးယောက်ျားရိုက်လို့ရမလားယောက်ျားဘာနဲ့ရိုက်မလဲယောက်ျားထိုးမယ်ဆိုတော့မှပဲနှာခေါင်းနဲ့ပဲဘာကိုထိုးလို့ရမယ်လက်ညှိုးနဲ့တော့ထိုးပြီးတော့မင်းရလဲကွာဆိုငါ့ကိုပြောလို့မရဘူးနော်ဟုတ်လားဒက်ဒီဟုတ်လားဟုတ်ပြီအဲ့တော့အဲ့ဒါလေးပြီးပြီအဲ့တော့ gas ကိစ္စပြီးပြီ gas ကိစ္စပြီးရင်ယူတော့ US Polo နဲ့လာမယ် US Polo ကကြတော့မာဆိုးဒီအရင်တော့2,400,000ရောင်းပါတယ် US Polo ကိုအခုမဆိုးဒီ 25% off မယ်1,800,000နဲ့ရန်ကုန်အရောက်နော်မိုးဆိုခံရေဆိုခံ US Polo လေးတွေပါအတိုလေးလွယ်လဲရတယ်ဒီလိုအတိုအရမ်းမိုက်တော့မကြည့်ပါဦးကျွန်မဒီအိတ်နဲ့ဆိုကွက်တီပဲဂျင်းမောင်းမီနဲ့စနာရေငါ့ကိုကြည့်အောင်ငါကောင်းပိုင်မာကြီးဖြစ်နေပြီမြင်းစည်းကျွမ်းလို့နော်ဒီမှာအဲ့တော့ဒီလိုမျိုးအတို short strap နဲ့ဝယ်မလားဒါမှမဟုတ်ဒီလို strap ကိုအရှည်လုပ်ပြီးတော့ဒီမှာဒီလိုမျိုး cross body ဒီလိုအရှည် cross body ဒီလိုမျိုးလွယ်မလားဟုတ်ပြီဘယ်လိုပဲလွယ်အရင်တော့က2,400,000ရောင်းခဲ့တယ်အခု 25% off 1,800,000နော်ကိုလည်းကြီးလာတယ်တဲ့ပေါင်20တက်လာတယ်ကောင်မတွေကျမပေါင်20တက်လာတယ်နော်ကျမပေါင်20တက်လာတယ်ဝါတယ်ဆိုတာသိတယ်ကျမလည်းသိတယ်နော်ကျမလည်းသိတယ်ကျမဝါတာကျမသိတယ်ဒါပေမဲ့ကျမအခွင့်သိရမလားဘာပဲပြောရုပ်ခံလေးနဲ့အဝတ်စားလေးနဲ့ထိန်းထားရတာပေါ့ဟောဘလို့ဝါလေလျောက်တော့ပြောင်းလဲပြီးဝတ်ဆင်ရတာပေါ့ဝါပြီးတက်လာပါတယ်ဆိုတာယူအကျက်တွေဝတ်လို့ရမလားနည်းနည်းပွားရလေးနဲ့ဒီလိုမျိုးလေးရှိန်ကြီးလေးပါလေးဝတ်ရတာပေါ့နေထိုက်ရေရောင်းမဲ့ပစ္စည်းနဲ့လိုက်ဖက်အောင်ဝတ်နိုင်တယ်တဲ့စကေးကတော့သွားရှုပ်လို့မရဘူးတဲ့အမေကျမဒါမွေးရပါပဲကျမ fashion queen ကျမဘာမှသိစရာမလိုဘူးဟုတ်ပြီအဲ့တော့ဒါလေးတွေဒီလိုအိမ်မျိုးလေးတွေအထဲမှာအကျဲရှင်တို့ထဲစမ်းပါလေအမလေး wallet ထဲမလား wallet ယောက်ျားလေး wallet ထည့်လို့ရတယ်မိန်းကလေး wallet လည်းထည့်လို့ရတယ်ဒီမှာ wallet ထည့်လို့ရတယ် wallet တစ်လုံးထည့်လို့ရတယ်ဖုန်းလည်းထည့်လို့ရတယ်အဲ့ကအတွင်းရကွယ်သိလားဒီမှာအဲ့တော့အဲ့က size ကိုပြောမယ်နေလိုက်မမီဘူးနေကဘယ်တော့မှလိုက်မမီဘူးအများနဲ့နေခဲ့လိုက်တော့နေကငါရဲ့မြင်းစည်းစကေးတွေမှလည်းနေလိုက်မမီဘူးโอเค6လက်မ6လက်မโอเคနော်6လက်မ6လက်မ96ပါဒီအိတ်ကလေးတွေကလေအမလေဒီအိတ်ကလေးတွေရောင်းလာတာကြားလာပြီ3နှစ်ရှိပြီဘာ feedback တွေပြန်ရလဲဆို customer တွေကဘာပြောလဲဆိုအကျန်းခံတယ်နော် durable ဖြစ်တယ်အကျန်းခံတယ်မိုးဆိုခံတယ်ရေဆိုခံတယ်ဖုံတက်လဲတောက်လိုက်တာနဲ့အစင်ပြေတယ်နော်အဝတ်နဲ့ခါလိုက်တာနဲ့အစင်ပြေတယ်အဖတ်ဖြုတ်ပြပေးပါလားတဲ့ငါ
လောက်ပြလိုက်မယ်တခါတည်းကောင်မနေချီဝင်းဝါနေချီဝင်းဝါနေရနော်နေရဖေးတရားမဟုတ်နေရဖေးတစ်ထောင်မနော်နေရဖေးတစ်ထောင်မငါ့ကိုလာနှောက်ရဟလားအဖက်ဖြုတ်ပြရအောင်ငါနင့်မိတွေလိုမျိုးမှမဟုတ်တာအမလေးဒါအဖက်ပါစရာမလိုဘူးလေဒီရုပ်ကအဖက်ပါစရာမလိုဘူးကျမတို့တစ်သက်လုံးဒီလိုပဲဈေးရောက်လာတာသမီးဆိုအဖက်ရှိတယ်ဆိုတာမရှိဘူးနော်မျက်ခွက်ကိုလည်းမေးလိုက်အောင်ဘူးတစ်လုံးမရှိဘူးကျမမျက်လုံးမျက်နှာမှာနော်တိတ်တိတ်မရှိဘူးမဲ့ကြောင်မရှိဘူးနေလောင်ခွက်မရှိဘူးဝက်ချံမရှိဘူးโอเคအဖက်ခံကြမလို့ဘူး skin care ရောင်းနေတာ professional လောက်စားနေတာ skin care ကိုနော်အဖက်ထည့်ပြီးတော့မှလှပြီးတော့ကျွယ်ပြရမယ်တော့သမီးစိုးမပါဘူးဆူတောင်းလေကောင်မဓပုံမထောင်းခံရမယ်ငါ့ကိုလာပြီးတော့ဘောကောင်းနေလို့တစ်ခါနှစ်ခါကြည့်နေရနော်ကောင်မမနာစောက်ချုံးမပြည့်ဆဲချမှာနော်တိုင်းဒီပြည်တိညာမယ်မထင်နဲ့ဖန်လဲမကြဘူးနော်လူကို respect နဲ့စကားပြောပါနောက်လို့ရတယ်ကြောင်လို့ရတယ်ချစ်ချစ်ခင်ခင်ခွေလို့ရတယ်စောက်ချုံးမပြည့်တဲ့စကားတွေတော့လာမပြောနဲ့သူမလျှော့မပေးဘူးဖန်လည်းမလျှော့ပေးဘူးမဖန်လည်းမလျှော့ပေးဘူးနော်အဲ့တော့ရိုးရိုးသေးသေးလေးလေးစားစားနဲ့နောက်တစ်ပြောက် due to respect နဲ့ပြောနော်ဟာဆဲချလိုက်လို့အကြောင်းမှရေဖက်လက်တွေမလန်နဲ့ဟုတ်ပြီဆက်ရအောင်မယ်အဲ့တော့ဒီမှာဒီလိုမျိုးလေးဘေးအတိုလေးလဲလွယ်လို့ရတယ် cross body လဲလွယ်လို့ရတယ် size က6လက်မှ6လက်မှအထဲမှာတော်တော်ကျယ်တယ်ဒီထဲမှာအကန့်လေးတကန့်ပါတယ်အဲ့ကမိုးဆိုခန်းဇာနီအောင်နဲ့အဲ့ကျူကျူရေပြောလိုက်ပါဦးငငယ်လေးတွေကဘာမှကျမအညိုစင်ဆိုတာနော်အဲ့ဒါခုနဇာနီအောင်ဆိုတာတကုံတစ်မှာငငယ်လေးတွေကကြောင်ချောင်းမှာဟိုဘက်အိမ်ဒီဘက်အိမ်တိုက်ချင်းကြက်ရက်နေလာတဲ့တငယ်ချင်းနော်ကျောင်းမှာကျောင်းနေပဲတငယ်ချင်းညတိရီချေတဲ့အမလေးကျွေးသွားပြီလားဟုတ်တယ်အဲ့ဒါပြောရလေအစောကလေးကကြည့်နေရတဲ့လင်းရောက်တာဦးပြောတာသူမန့်နာတွေကအစီပြေမနေဘူးပုံမှန်မဟုတ်ဘူးလေအမကိုနောက်လို့ရတယ်အကုန်လုံးအမကိုစတယ်ခွေတယ်နောက်တယ်ပြောင်းတယ်အဲ့လားအကုန်လုံးအမโอเคတယ်လေဒါပေမဲ့စောက်ချင်မှမဟုတ်တာသမီးစိုးကသိလားငါ့ကိုလာနောက်နေရလားငါ့ကိုလာပြီးနောက်တလို့ပြောင်းတလို့နဲ့ဖက်နေရလားဆိုတာနင်တို့ထက်ငါစော်ပြီးထမင်းစားလာတာလူလောကကိုရေရောက်လာတာကောင်မခါတဲ့ပေါင်းတစ်ချမ်းဖြဲပြီးတော့တမွေးချင်းနှုတ်ပလိုက်တယ်စောက်ချိုးပြအောင်လေနော်နောက်တလို့ပြောင်းတလို့နဲ့လာပြီးတော့ဖက်နေနင်တို့ဖက်ရတော့ကတော့ငါအမလေးရှော့ဒီမှာဒီလိုအိမ်မျိုးလေးရှိမယ်အပြာလေးရမယ်ပြီးရင်ဒီမှာမိတ်ကပ်ရောင်လေးရမယ်ဒါမိတ်ကပ်လေးပေါ့နော် cherry အနုလေးလို့ခေါ်မှာပေါ့ cherry အနုလေးရမယ်သူကဒီမှာ US Polo ဆိုတဲ့ strap လေးနော်မိုးဟေကိုတက်လာပြီမိုးဟေကိုပြောပြအောင်ရှင့်မေကိုအမလေးအဖက်ဖြုတ်ပြပါလားတဲ့သူတောင်းလေလို့ပြောလိုက်တမီးစိုးအဖက်ဖြုတ်ပြီးတော့ဈေးရောက်ပြပါလားတဲ့သူတောင်းလေလို့တမီးစိုးမိတ်ကပ်မလိမ့်နဲ့ယုံနဲ့ကျမနဲ့ရှင်နဲ့အမြဲတမ်းစကားပြောနေရလေပြောလိုက်အောင်ရှင့်မေရှိမှာဝက်ချက်လည်းမရှိဘူးလို့တင်းတိတ်လည်းမရှိဘူးနေလောင်ခွက်လည်းမရှိဘူးလို့နော်ဘာမှမရှိဘူးလို့ကျမမျက်နှာဒီမှာ skin care ကဒါအလွတ် okay အဲ့တော့ဒီမှာဒီလိုမျိုးလေးမိတ်ကပ်ရောင်လေးရှိမယ်ဈေးနှုန်းလေးက2,400,000ကို 25% off 1,800,000နဲ့ရမယ်1,800,000ဒီမှာဟဲ့ကျော်စိုးသူနင့်ကိုငါအကျွေးရောက်မယ်မလေးမမဝယ်ပေးဖို့မြတ်ပတ်စံစုနေရသေးတယ်အရေးတယ်ဘိုးတဲ့လေတယ်ဟုတ်ပြီဒါလေးကခိုင်ကြီးလားခိုင်ကြီး KAI ရခိုင်လို့ထွက်မယ်ခိုင်ကြီးပြောပြီးပြီမင်းကငါပြောပြီးပြီပေါင်တဲ့ချမ်းဆွဲပြပြီးတော့တမင်ချင်းနှောက်ပြမယ်လို့ကောင်းမငါ့ကိုလာပြီးတော့အမလဲနေအမေပါ तू ကနောက်တလို့ပြောင်းတလို့ခွေတလို့နဲ့ကိုလာပြီးတော့ပန်ကာလို့ဒလက်လို့နဲ့လာလောက်တာဟောချိုးอ่ะဘာယူမှာတော့ခိုင်ရေမားရေယူမယ်တော့ခိုင်ကျဲတဲ့ခိုင်ကျဲဖေခိုင်ကျဲလို့ခေါ်တယ်ဟုတ်ပြီခိုင်ကျဲလေးဘာရောင်လေးယူမလဲဒီလိုမျိုးမိတ်ကပ်ရောင်လေးရှိတယ်ခိုင်ကျဲရေ
အပြာလေးရမယ်နော်ဒီမှာဒါလေးကကြတော့ तू ကလေဒီမှာကြည့်သူ့ရဲ့ leather လေးကဒီမှာကြောင်ချစ်လိုဟာမျိုးလေးကြောင်ချစ်ကလေးနော်ဒါလေးကကြတော့ဒါလေးကကြတော့ဒီမှာ leather ရဲ့ပြော့ချက်ကုန်မေးအဲ့ကိုဒီလိုချိုးလို့ရတယ်နော်ဒီမှာညက်တီရင်းချေတိုက်တာပြိုတာလေမစိုးလိုက်ကျွေးလည်းမနေရမနေနိုင်ဘူးတဲ့ဟုတ်ပြီခင်မျိုးကျူမားတိုင်းရဲ့ original ကောင်းတော့တယ်ပြောပြလိုက်အောင်အပြင်မှာဘလို့တွေတွေ့ပြီးတော့ဘလို့တွေတူတူနေလာလဲဆိုတာဟုတ်ပြီခိုင်ကျဲရေဘာရောင်လေးယူမှလဲပြောအောင်အယောင်လေးအဲ့တော့ဒါလေးကကျတော့ leather အပြော့ emboss leather လို့ခေါ်တယ်သူလည်းဒီလိုပဲ size ကတူတူပဲအထဲမှာနော်မိုးစော်ကန်ရေဆိုခံတကယ်ကိုကောင်းတော့ဒီမှာ leather ဘလောက်ကောင်းလဲအခုမဆိုလိန်ပြတယ်ဟဲ့ငါမလို့မင်းသမီးမလောက်တာလဲဆိုတော့ငါအမေကငါ့ကိုမင်းသမီးမလောက်ခိုင်းလို့ငါလောက်ချင်တာပေါ့မင်းသမီးမလဲယူလိုက်သေးတယ်ဥကြော်နဲ့ရိုင်းမလို့တွေလောက်လိုက်သေးတယ်နောက်ကြတော့အမေကသမီးရဲ့သွားပါတိုင်းလောကရှုပ်ပါတယ်တိုင်းလောကရှုပ်လို့သမီးရဲ့အင်္ဂလန်သွားပြီးကိုယ့်ကိုပဲကြောင်းသွားတတ်ပါရဲ့ဆိုနှင်ချလိုက်လို့ခါအင်္ဂလန်ရောက်သွားတာကျွန်မအိမ်ကနေဒီမှာဟုတ်ပြီနော်ဒီမှာဘလောက်ကောင်းလဲဆိုတာ leather ကိုမေးအခုပဲလိန်ပြတယ်အခုပဲဒီမှာကြည့်ကျိုးရချေရမရှိဘူးဒီလိုကောင်းတဲ့အိမ်မျိုးတွေဘာမှသွားရှာမှာတော့ကဲဘာမှသွားရှာမလဲနော်သမီးဆိုကလူလဲ quality ရောင်းတဲ့ပစ္စည်းလဲ quality နော်ကျမလူလဲ quality ဖြစ်အောင်နေတယ်ကျမရောင်းတဲ့ပစ္စည်းတွေလဲကျမ quality ရှိတွေပဲကျမရောင်းတယ်နော်အဲ့တော့ကျမမှာ quality အနှိမ့်စားတွေအပေါ်စားတွေ all တွေမရှိဘူးနော်အဲ့တော့ကျမရဲ့ fan တွေအားလုံးကလည်း quality fan တွေပဲနော်အပေါ်စား all fan တွေမရှိဘူးနော်သမီးဆိုရှိမှာဟုတ်ပြီအဲ့တော့ဒါလေးဒီလိုရောင်လေးဒါတနခါရောင်နဒါရောင်လို့ခေါ်မယ်ဒါလေးလဲတူတူပဲ2,400,000ကို3,800,000နဲ့အမရောင်းပေးမယ် 25% off တင်းဆိုရင်အရင်တော့ပိန်လေးမြင်ထားတော့ကျမအခုလိုမျိုးပြည့်ဖြိုးလေးကျင့်မြောင်ရှင်တို့ဝါရလို့ပြောကြရလားဘဝမှာတစ်ခါတော့ဝါဘူးချင်သေးတယ်ဒီလိုဝါတဲ့အကြောင်းရင်းကလေကျမရဲ့ယောက်ျားရဲ့အပြုစုအယူရတွေတစ်ချိန်လုံးထမင်းတွေကျွေးနေလို့ကျမအစားတောက်လို့စားလိုက်ခွန်နေတာအဲ့တော့ဝါပြီပါအရင်တော့ဆိုရင်သိရမလားကိုကဈေးရောက်နေတာတို့တခုခုလုံနေတာဆိုရှင်အာယုံစိတ်ဝင်စားနေလို့ချင်းအမဆိုကထမင်းမစားတော့ဘူးအခုကျတော့ယောက်ျားမိတ်ကပ်လိမ့်လဲလိုက်ခွန်ဈေးရောက်ပြီးလဲလိုက်ကျွေးဆိုတော့အစားတောက်ကမှန်နေတာဟုတ်ပြီဒီတရားရမယ်ပြီးရင်ဒီမှာကျန်ဒီရောင်လေးဘာရောင်လေးလို့ခေါ်မလဲရင် dark chocolate လို့ခေါ်မှာပေါ့နော်အဲ့တော့ dark chocolate ရောင်လေးပါအပြာနဲ့အသားပင်ဟာပုံလာလဲရှင်တဲ့အပြာရောင်နဲ့အသားရောင်လေးဆိုတော့ဒါနဲ့လားတမျိုးစီပေါ့နော်ဒီဇိုင်းလေးကမတူဘူးခွဲသိလားအပေါ်ကဟာလေးကleatherအပျော့လေးသူကတော့နည်းနည်းလေး leather လေးကနည်းနည်းမှန်မယ်အရင်ကြီးတော့တအားတော့မပျော့ဘူးဒါပေမဲ့ तू လဲကောင်းပါလေဆိုနည်းနည်းတောင့်လေးပေါ့ तू လဲနော်တခုကောင်းတာက gas အိတ်တွေဒီပေါ့ပါတယ်ဒီမှာကြည့်လက်လေးတစ်ချောင်းလေးနဲ့လွယ်နေအောင်ပါပဲပခုံးပေါ်မှာတင်ထားလို့တို့မသိတာဘူးsorry ပိုလိုလေးတွေကဗာလဲလွယ်သွားလို့ရှိရင်လုံးဝမသိတာဘူးပဲဒီလိုမျိုးကြီးအိတ်ကြီးကဒီလိုလေးပြီးတော့လေးလိုက်တာအဲ့လိုမျိုးမဖြစ်စေရဘူးโอเคအာမခံနေမဆိုးကိုယ်တိုင်လွယ်နေတာပါမဆိုးကိုယ်တိုင်လွယ်နေတယ်အဲ့အတွက်ကြောင့်အာမခံနေတစ်ချက်ပေါ့ပါတယ် light weight ဖြစ်တယ်နှစ်ချက် durable ရေဆိုခံမိုးဆိုခံဖုံဆိုခံအကုန်တောက်ရသွဲရလွယ်တယ်နော်နောက်ပြီးရင်အထဲမှာအကန့်လေးတွေချစ်ဝင်းနဲ့ထည့်ချင်သလောက်ထည့်လို့ရတယ်ပတ်စံအုပ်လိုက်ပဲထည့်မလား wallet ပဲထည့်မလားဖုန်းပဲထည့်မလားအကုန်ထည့်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့အပြာလေးနဲ့ဒါလေးနဲ့ဆိုရင်တမျိုးစီပဲသူ့ရဲ့ taste လေးကတမျိုးစီဒီမှာကြိုက်တာယူပါဒါလေးကတော့အပြာလေးကတော့နည်းနည်းလေးလူငယ်ပိုဆန်တယ်အခုမဆိုးတို့လိုမျိုးပေါ့ချင်းမောင်းမီလေးနဲ့ဗာလေးနဲ့ညာလေးနဲ့ဆိုရင်ခစ်လူငယ်ဆန်တယ်ဒါလေးကတော့နည်းနည်းတင်းငိမ့်တော့
တင်းငိမ့်သောအယောင်လေးပေါ့ဆိုတော့ကိုယ့်ရဲ့ taste ကဘလို့သွားတာလဲဥမာမတ်ဆိုးလိုမျိုးဖလန်လားဖလန်ဆိုရင်တော့အပြာလေးယူရင်လိုက်တယ်ဒါပေမဲ့ကိုကမဆိုးလောက်ဖလန်မဟုတ်ဘူးဆိုရင်တော့အညိုလေးအသားရောင်လေးယူရင်တီတီငိမ့်လေးနဲ့အင်ကြီးလေးတွေအယောင်လေးတွေအဝတ်စားလေးတွေမရွေးဘူးလွယ်လို့ရတယ်ဈေးနှုန်းလေးကအရင်တော့မဆိုး2,400,000နဲ့ရောင်းတယ်အခု 25% နဲ့ဖြိုးရည်မဆိုးရန်ကုန်ရောက်ကို3,800,000နဲ့ရောင်းပေးပါတယ်ရန်ကုန်ရောက်3,800,000အမေရိက Polo 8ပါ US Polo 8ကလေးတွေပါဟုတ်ပြီနော်အဲ့တော့ဒါလေးကအပြာလေးရမယ်ဒီမှာတနခါရောင်လေးအတိုလေးလွယ်မယ်ပြီးရင်ဖေမပြီးသေးဘူးလေhot chocolate ပေးပါ dark chocolate ပြီးရင်ဟိုမှာ ivory color အဲ့တော့ဒါလေးကြတော့ तू ကနှမျိုးစင်တူလေးအနုပညာမျိုးရုံမရှိပါဘူးအမားတို့ကကုံတယ်တွေပါမဆိုးတို့မျိုးရုံကကုံတယ်မျိုးရုံပါဘိုးဘွားပြီပြင်အကုန်လုံးကုံတယ်လောက်လာတာပါဈေးရောက်လာတာပါမမနဲ့လိုက်မဲ့အယောင်လေးပြာကြော်စိုးသူတွေဝယ်လိုက်တော့ညို့ငါအကျွေးနဲ့ရောင်းမယ်အဲ့တော့ဒီမှာဒါလေးက dark chocolate လေးပါ chocolate ရောင်အညိုရောင်လေးအညိုရင့်လေးပါသူလေးလည်းအဲ့လိုပဲဒီမှာဒါလေးကတော့ ivory လေးစင်ဆွဲရောင်လေးဖွေးလေးเนาะအဲ့တော့3ရောင်လေးကမတူဒီဇိုင်းလေးလည်းမတူဒီမှာဒါလေးကအသားရောင်လေးဒါလေးလှတယ်တော့ငါကြိုက်လိုက်တာချဲပေါက်မှလာအားပေးအောင်မယ်ညို့လည်းငါချဲပေါက်ရင်ခေါ်တီးအောင်မယ်ကြော်စောဟဲ့ရင်ချဲပေါက်ရင်ခေါ်တီးအောင်မယ်ဆိုတာ trend ဖြစ်နေတယ်နော်အဲ့စကားဒီမှာဒါလေး2,400,000ကိုအခု3,800,000 25% off ပြီးစေ3,800,000နဲ့ရောင်းပေးမယ်မဒီရွယ်ငါ့ကိုစေဟိုဟာငပိရေပို့လာတာကြီးလည်းမယူနဲ့တော့ပတ်စံနေသိလားနော်လိုက်ပြီးတော့ပြောရတယ်ဟုတ်ပြီဒီမှာအဲ့တော့ရပြီနော်မဆိုးရှင်းပြပြီးပြီ6လက်မ6လက်မ Polo 8 US Polo ပါဒီမှာအသက်တွေပါ US Polo ဟုတ်ပြီနော်ကဲအဲ့တော့ဒီနေ့ကတော့ cross body တွေပြီးသွားပြီ cross body တွေပြီးသွားရင်ယောက်ျားလေးတွေအတွက်တစ်ဖြတ်ပြမယ်ယောက်ျားလေးတွေအတွက်တစ်ဖြတ်ပြမယ်ဟုတ်ပြီယောက်ျားလေးတွေတစ်ဖြတ်ပြမယ်အယောင်လေးတွေ Tommy chocolate ရောင်ယူမယ်တဲ့ဖေဖေနမ်းမွေးဆာ chocolate ရောင်ယူမယ်ခုနကတော့ကေခိုင်ကျဲကဘာရောင်ယူမှာတဲ့လေအော်ဟုတ်ပြီနမ်းမွေးဆာ chocolate ရောင်ယူမယ် dark chocolate နမ်းမွေးဆာဒါလေးလားခဲမှာမစိုးပြပေးမယ်ဒီမှာအကြည့်အထုပ်ကလေးတောင်ပါသေးတယ် moisturizer အထုပ်ကလေးဒီမှာ6လက်မ6လက်မအိတ်ကကောင်းမှုကိုမေးဒီမှာနော်ဘလောက်ချိုးဘယ်လောက်ချိုးမလဲဒီမှာဒီလိုချိုးဒီလိုချေအစ်စေပဲအပြုံးမပြတ်ဘူးသမီးစိုးရောင်းတဲ့အိတ်ကသမီးစိုးလိုပဲတောက်ကြောတင်းနေအကြမ်းပရန်ခံနေဟုတ်ပြီနော်ကဓာတ်ပုံလေးရိုက်ပေးပါအောင်နမ်းမွေးဆန်ဒါလေးယူမယ်နော်ဟုတ်ပြီကဲဒါလေးပြီးသွားရင်ယောက်ျားလေးတွေရဲ့ wallet ယောက်ျားလေး wallet ကအရင်တော့မဆို2,500,000နဲ့ရောင်းတယ်တစ်လုံးကို2,500,000ယောက်ျားလေး wallet 1,600,000အခု16ဒီမှာဘောင်းမီဖင်နဲ့ထည့်မယ်ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်ထည့်လို့ရတယ်ဒီမှာမြင်နေနော်ဘောင်းမီအိတ်ထဲကိုထည့်လို့ရတယ်အကတ်မြင်နေနော်တကတ်မယ်ဖေးစစ်စစ်ဝင်တယ်စစ်စစ်ဝင်ပါတယ်ပိုလိုအိတ်က3,800,000ဟုတ်ပြီအဲ့တော့ wallet ယောက်ျားလေး wallet Tommy ဒီမှာ Tommy ရဲ့ကြိုးလေးပါမယ်အထဲမှာအကန့်လေးတွေပါမယ်ခုနကတော့ကတ်နှစ်ကတ်ပေါ့ပြန်ပွတ်ထည့်လိုက်လားတစ်ချက်ပြပေးမယ်ဘန်ကတ်ကောင်းဆက်တယ်ဒီမှာဘန်ကတ်ဆက်တယ်ဟုတ်ပြီနော်ဒီမှာ
ဟိုဘက်ဒီဘက်ဆန်နီဝင်းလက် eye shadow ရဲ့ညညောလှပမှုတဲ့ဒီမှာနော်ဆိုတော့ဒီလိုမျိုးပန်းကတ်တွေ ID ကတ်တွေကောင်းကောင်းဆန့်တယ်တစ်ကတ်နှစ်ကတ်သုံးကတ်ဟိုဘက်3ကတ်ဒီဘက်3ကတ်ဆိုတော့6ကတ်ဆန့်တယ်ပြီးရင်အထဲမှာဒီမှာတစ်ကတ်ဟုတ်ပြီဒီမှာထည့်လို့ရသေးတယ်ဒီမှာဗာထည့်ခြင်းသေးလဲပတ်စံ cash ဘာညာထည့်လို့ရသေးတယ် cash ထည့်မလားကတ်ထည့်မလားကြိုက်တာထည့်လို့ရတယ်နှစ်ကတ်ဆိုတော့ဒီလိုမျိုး wallet ကလေးတွေကိုမဆိုးက wallet ကလေးတွေကို1,600,000နဲ့ရောင်းပေးမယ်ယောက်ျားလေး wallet အပြာလေးဒီမှာ Tommy ဆိုတဲ့ဒီလိုအိတ်ကလေးစာစမ်းလေးပဲပါတယ်ပြီးရင်နောက်တစ်ခုနမွေးဆိုင်ရပါပြီရှင်ဒီမှာဒါလေးက Tommy စာတန်းလေးနဲ့အော်သူကကျတော့ဒီမှာကြည့်ဒီမှာ ID ထည့်လို့ရတဲ့ plastic အိတ်ကလေးတစ်ကန့်ပါတယ်နော်ဒီမှာအထဲမှာ cash ထည့်လို့ရတယ်ဟုတ်ပြီနော် Tommy Hilfiger ဆိုတဲ့ USA brand ယောက်ျားကိုင် wallet ကလေးတွေကိုအရင်တော့2သိန်းခွဲနဲ့ရောင်းတယ်အခုမှဆို1,600,000နဲ့ရောင်းပေးမယ်1,600,000နော်အဲ့တော့ဒါယောက်ျားလေးမှမဟုတ်မဆိုခုနပြောပြီးပြီ main ကလေးဒီလိုမျိုးဘောင်းမီတွေကိုထည့်ထားလို့ရတယ်ပြီးရင်ဒီမှာအညိုလေးဒါလေးကအညိုရောင်လေးနော်ဒါလေးကအညိုလေးပါအညိုလေးလည်းဒီလိုပဲတူပဲအထဲမှာ ID ထည့်လို့ရတယ်ကတ်6ကတ် cash ထည့်လို့ရဟုတ်ပြီနော်ဒီလိုအိတ်ကလေးဒီလို box လေးနဲ့ပါမယ်ဒီလို box လေးနဲ့မစိုးရောင်းပေးမယ်ပြီးရင်အော်မစိုးရင်တဲလေးကြိုက်တယ်တမီးတို့ပတ်စံခောက်အိတ်ကလေး3ချိုးလေးကြိုက်တယ်3ချိုးလေးယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေဒါလေးကကင်လို့ရတယ်ချစ်တော်မရဲ့တဲ့ honey sweet thank you ပါသမီးလေးဒါလေးလည်းအဲ့လိုပဲဒီမှာအထဲမှာတကက်အဖေမှာတကက်ဒီမှာနော်စိတ်ကလေးကတေးလေးတတဝါစာပဲရှိတယ်ပေါင်းအန်ဒါဝဲတွေရောင်းပြစေချင်တာအမလဲအရိနမလန်းကိုအန်ဒါဝဲရောင်းခိုင်းလို့တော့ဝက်ကွဲပေါ့ရေဒီမှာနော်တတဝါစာပဲရှိတယ်အိတ်ကက် size ကလေးကအသေးလေးအစင်ပြေတော့1,600,000ပြီးဒီမှာပြီးတိုက်ပါအောင်နောက်တစ်ခုဒီမှာအပြောင်လေးဒါလေးကအပြောင်လေးပါ Tommy ဒီမှာစာသားလေးပါတယ်ဒီမှာတစိတ်ကလေးသေးသေးလေးပါတယ်ဒီမှာသူ့ရဲ့ logo လေး PC လေးပါတယ်အပြောင်လေးသူကအနက်ကလေးပါပဲအဲ့တော့ကြိုက်တဲ့ဟာကိုကြိုက်တယ်လို့လာဝယ်ပါ1,600,000ယောက်ျားလေးတွေပြီးရင်ဒီမှာ Levi's ဒါလေးကတော့တစ်ခုပဲရှိတယ်မဆုံးမှာ Levi's လေးပါ Levi's ဘူးလေးနဲ့ဒီမှာ Levi's လေးနော်တူပဲထဲမှာဒီမှာတကက်ပတ်စံထည့်လို့ရတဲ့တကက်ပြီးတော့ဒီမှာ ID ထည့်မယ်မှတ်ပုံတွေ driver license ဘဏ်က6ကတ်ဆက်နဲ့ယောက်ျားလေးတွေအတွက် Levi's country design လေးအညိုလေး1,600,000ပါ1,600,000နဲ့ကတော့ America ပတ်စံအိတ် wallet တွေကို1,600,000နဲ့ကတော့ဘလို့တန်လဲမေး okay ဟုတ်ပြီယောက်ျားလေး wallet ပြီးသွားပြီဆိုရင်အမ clutch လေးတွေရောင်းမယ် clutch လို့ခေါ်မလား ankle ဒီလိုမျိုးလေးတွေကင်တာချစ်စရာလေး Tommy လေးတွေဒါလေးက Tommy လေးတွေပါ Tommy အကြီးကိုအမ30%နဲ့ချရောင်းမယ်30%နဲ့
အရင်ရောက် regular price တီမဆို3,200,000နဲ့ရောင်းခဲ့ပါတယ်အခုမဆို3,500,000နဲ့နမ်းမွေးစံအထဲမှာ zip ပါလားယောက်ျားလေး wallet တွေကအထဲမှာ zip မပါဘူးနော်ယောက်ျားလေး wallet တွေကတော့အထဲမှာ zip မပါပါဘူးနမ်းမွေးစံဆိုတော့ဒါလေးကဒီလိုမျိုးလေးကင်တာပါ clutch လေးပါဒီလိုမျိုးလေး okay နော်အော်အေးဟုတ်တာပဲရှူလိုက်ကဲဗင်ဆိုလာတက်လာမှာဆိုတဲ့ဆိုလာတက်အေးဟုတ်တယ်တေလာရွှေ့ရညီမဆိုလာတက်ဟုတ်ပြီဒီမှာဒါလေးကဒီလိုမျိုးလေးအိတ်ကလေးကိုလက်ကဝစ်ကလေးမှာကလပ်တွေပါရေးသွားမယ်ဘယ်သွားမယ်ညာသွားမယ်ဆိုရင်ကိုယ့်ရဲ့အိတ်ကိုသူများကလူသွားလို့လည်းမရအောင်ဒီမှာဇက်ကနေစောင့်ဆွဲသွားလို့လည်းမရအောင်ဒီမှာလက်ကဝစ်မှာတခါလေဒီလိုချိတ်ထားပြီးသားနော်အခုချိန်မှာတခိုးရံဓမြရံကပိုင်းလိုက်ရံတွေကိုမြန်မာပြည်မှာကြောက်နေရတယ်အဲ့တော့ကိုသွားတဲ့အခါမှာဒီလိုမျိုးဒီမှာဒီလိုလက်ကဝစ်ထဲမှာထည့်ထားမယ်ဂျိုင်းကြားညှက်ထားမယ်ဇက်ကနေဆွဲလိုက်အောင်မှကိုယ့်ရဲ့အိတ်ကဒီမှာဒီလိုကင်ထားပြီးသားအော်တိုနော်အဲ့တော့ရှင်တို့ရဲ့မြန်မာပြည်နဲ့လိုက်ရောညီထွေတစ်လျော်သောအိတ်မျိုးကျွန်မရှာကြံပြီးတော့ရှာဖွေစဉ်းစားပြီးရောင်းလာတာမြန်မာပြည်မှာရှင်တို့အချိန်လုံးဖုန်းလူခံရတယ်ပတ်စံလူခံရတယ်ဘာလောက်ခံရတယ်ညာလောက်ခံရတယ်ဒီလိုမျိုးကပိုင်းနိုင်ရန်တွေခိုးဆိုးလူနိုင်တွေရဲ့ရန်တွေကိုရှင်တို့ကိုကျွန်မကာကွယ်တဲ့အနေနဲ့ရောင်းပေးတာနော်တခါလေအိတ်ကိုဒီမှာလက်ထဲမှာဒီလိုထည့်တာတရားရောက်ကစောင့်ဆွဲသွားလဲဒီမှာဒီလိုပါပြီးသားပဲအော်တိုလက်ကဆွဲပြီးသားပဲနော်ဒီမှာဒီလိုမျိုးအိတ်ကိုညှိုင်းညက်ပြီးတော့ဈေးသွားအောင်မလားဘယ်ဈေးလဲဘာလဲညာလဲသွားပြီးတော့ဈေးရပြန်စောင့်ဆွဲသွားလဲလက်ကဒီမှာမပါဝါဘူးဒီမှာခွင်းထဲမှာတခါလဲပါပြီးသားပေါင်းနောက်သုံးโอเคငါးစာကိုကကြိုတင်ပြင်ဆင်ကာကွယ်ရမယ်နော်ဖြစ်တော့မှ hot dog လုပ်လို့မရဘူးโอเคအဲ့တော့ဒီအိတ်ကလေးကအကြီးလေးပါလက်ကပ်ပါတယ်ဒီမှာအထဲမှာတကက်ရအထဲမှာတကက်ဒီမှာအကျဲဟုတ်ပြီဒီမှာအပြင်မှာတကက်နော်အပြင်မှာတကက်အထဲမှာတကက်အုတ်ထုတ်ကြိုက်တယ်တဲ့အေးကြိုက်ရမယ်ဒါမှ Texas သွားတော့ဝယ်လာတဲ့အုတ်ထုတ် Florida မှာမရှိဘူးဒါ Texas မှာပဲရောင်းတာ Texas ကကောင်းဝိုင်နေရောင်းတဲ့ဆိုင်မှာသွားဝယ်လာတာမလေးကျွန်မ Texas ကို vacation သွားတော့ဝယ်ချလာတာကောင်းဝိုင်နေရောင်းတယ်သိရမလားကောင်းဝိုင်အုတ်ထုတ်တို့ boots တို့အဲ့လိုမျိုး jacket တို့အမွှေးဟိုကောင်းဝိုင်နေဝတ်တဲ့ leather jacket တို့အဲ့လိုရောင်းတဲ့ဆိုင်မှာကျွန်မသွားဝယ်ချလာတာဟုတ်ပြီအဲ့တော့ဒါလေးကကြတော့မစိုးပြောပြီးပြီ22ပါအရင်တော့2,200,000ကိုမစိုး3,500,000နဲ့ရောင်းပါတယ်နော် size ကလေးပြောမယ်ရောက်ခမစတာရမိမိုက်နေတာအေးချွေးမရေနင်တို့ငါ့ကိုရောက်ခမတော်ရဲတယ်ဆိုတဲ့ဇာတ်ကိုနင်တို့စားအောင်မေးဦး6လက်မပါဒီမှာမစိုးပြပါမယ်6လက်မ size က6လက်မအမြင့်ကအနံက6လက်မ96ပါ96ဆိုတာခုနမဆိုခုနတော့ကလွယ်ပြလိုက်တဲ့ cross body အဲ့လောက်ရှိပါတယ် US polo ရဲ့နော်အကြီးဟုတ်ပြီနော်3,500ပါရန်ကုန်ရောက်ကို3,500 wallet တို့ပတ်စံကြီးတို့အထဲမှာအကုန်ထည့်လို့ရတယ်ဖုန်းလည်းထည့်လို့ရတယ်သူကဘယ်နှရောင်ပါလဲဆိုရင်2ရောင်ပါမယ်အမဲလေးရမယ်အဖြူလေးရမယ်အမဲလေးရဲ့အဖြူလေးရဲ့3,500ပါ3,500ပါ30% off ပြီးစေးပါ3,500ဆိုတာရန်ကုန်အရောက်မြန်မာပြည်အရောက်ဟုတ်ပြီအဲ့ဒါပြီးရင်နောက်တစ် site အသေး site နောက်အသေး site လေးရကြတော့3,400ပါတိတ်မကွာဘူး तू ကတော့3,400 site အသေးလေး तू လည်းဒီလိုပဲ तू ကတော့ပို့ပြီး color လေးတွေပို့လှပို့စုံတယ် तू ကဒီမှာအညိုလေးရမယ်ဒီမှာအနက်ကလေးရမယ်လှရနော်အနက်ကလေးဒီမှာဒီလိုလေးလေမဆိုပြရမလားအသေးဆိုလည်းအသေးဥမာကွဲ club တွေပါကြီးသွားမယ်ကွဲသိရမလား club မှာပတ်စံအကြီးလွယ်ပြီးတော့ကလို့မရဘူး dancing floor မှာဟုတ်လားအမပြောတာအဲ့တော့ဘလို့ကလဲဆိုရင်တို့ငငယ်တုန်းကဘလို့ကလဲဆိုရင်အတိတ်ကအကြောင်းလေးပြန်ပြောလိုက်အောင်မယ်ငငယ်တုန်းကဆိုမဆိုတော့ဒီလိုကပါတယ်ဒီထဲမှာဖုန်းထည့်ထားတယ်
အမတို့ရဲ့ bank ကတ်တွေပါထည့်ထားတယ်ပြီး club မှာအဲ့တော့ကိုပတ်စံအိတ်လဲသူများကိုအပ်ထားကြမလို့ဘူးကိုပတ်စံအိတ်ကကိုလက်ထဲမှာတခါတည်းချိတ်ပြီးသားဒီလိုမျိုးလေးနော်ဒီလိုမျိုးလေး 90% discount ချမှယူတော့မယ်အဲ့ဒါဆိုတော့ငါသာတည်သွားတော့ကြည်ဗျာအဲ့တော့ဆိုလိုတာက club တွေသွားမယ်ဘားတွေသွားမယ်ပတ်စံအိတ်ကြီးတကိုင်ကြီးနဲ့ဘယ်နာထားလို့ထားရမှမသိဘူးကိုယ့်ရဲ့ပတ်စံအိတ်ကြီးကိုအဲ့လိုမျိုး handbag အိတ်တွေကိုမသုံးတော့ဘူးညဘက် dinner တွေ night out တွေထွက်တယ်ဆိုတာအခုခေတ်မှာဒီလိုမျိုးလေးတွေပဲကင်ကြတော့တယ်ဒီလိုမျိုးလေးတွေကင်ပြီးတော့ဖုန်းတစ်လုံးထဲလို့ဆက်မယ်ပတ်စံနည်းနည်းပါပါဆက်မယ်ဆိုရင်ဒီလိုမျိုးလေးသွားကြတယ်ဒီလိုလေးတကယ်ချင်းဟုတ်လားဟုတ်တယ်ငါလေးဘလို့ဘာညာလက်ထဲမှာလည်းပတ်စံကလေးဒီလိုလေး show လေးနဲ့ okay အဲ့တော့လူဆိုတာကကိုယ့်ရဲ့ဝတ်ပုံစားပုံနေပုံထိုင်ပုံပြောပုံဆိုပုံကိုင်တဲ့အသုံးဆောင် accessory ကအကုန်လုံး smart ဖြစ်ပြီးတော့ fashion ဖြစ်နေရမယ်နော်အဲ့တော့ဒီလိုမျိုး fashion ဖြစ်ဖို့အတွက် fashion ကြလှလှပပနေတဲ့ထိုင်တဲ့ကိုင်တဲ့သွားတဲ့လာတဲ့အောင်လို့မားဆိုကရှေ့ကနေရှေ့ဆောင်လမ်းပြနေနဲ့ဝတ်ပြပြောပြသင်ပေးနေတာနော်အဲ့တော့ဒီလိုအိမ်မျိုးလေးတွေကိုင်မယ်ဒါလေးတွေဆိုလို့ရှိရင်ဘားသွားမယ် club သွားမယ်ဥပမာဖျားသွားလဲရသေးတယ်နော်ဖျားလဲသွားမယ်ဘားလဲသွားလို့ရတယ်ဒီအိမ်တွေကဟုတ်ပြီနော်အိတ်ကလေးတွေရှိ3,400,000မှာ3,400,000မှာဒါလေးရမယ်ပြီးဒီမှာအညိုလေးရမယ်ပြီးအနီနဲ့နက်ပြလေးနဲ့ဒါထော်မီရဲ့အကွက်ကလေးတွေပါနော်အနီနဲ့နက်ပြလေး3,400,000မှာပြီးဒီမှာကြည့်ပါဦးအပြာလေးရှလိုက်တာအပြာလေးအယောင်လေးတွေက3,400,000အရာအကျန်းခံတယ်ရေဆိုခံတယ်ရေဆိုခံမိုးဆိုခံโอเคပြီးရင်ဒီမှာအကြားလေးအင်ဂျင်မငါ့အောင်မြန်ဒီမှာဒါလေးကအကြားလေးเนาะအားလုံးကထော်မီဒီဇိုင်းကလေးတွေပါထော်မီဒီဇိုင်းကလေးတွေဆိုတော့ဒီလိုအယောင်လေးတွေရှိမယ်အနီနဲ့အနီနဲ့ဟိုနဲ့အနီနဲ့နတ်ပြာနဲ့ကြားလေးတစ်ခုဒီမှာအပြာလေး3,400,000မှာဒီမှာနော်တေချာနောက်တစ်ခေါက်ပြန်ပြတာအညိုလေးဒီမှာအနက်ကလေးပြီးရင်အဖြူနဲ့ gray လေးမှာ तू က design နှမျိုးလာတယ်အဖြူနဲ့ gray မှာဒီလိုကပတ်ပြားလေးနဲ့လည်းပါတယ်ကပတ်ပြားမပါတာလေးလည်းပါတယ်ကြိုက်တာကိုယူဘာလောက်ကြမ်းကြမ်းခံတယ်အမလေးခံတယ်ပတ်စံအိတ်ကိုပြောတာမထော်ရဲ့ဟုတ်ပြီနော်ဒီလိုမျိုးလေးရှိမယ်ဟုတ်ပြီအဲ့ဒါပြီးသွားရင်တော့မားဆိုးက wallet ကလေးတွေရောင်းပေးမယ် wallet အကြီးပါ wallet အကြီးကဖုန်းဆက်နေဒီဖုန်းလေးတစ်ချက်လောက် wallet အကြီးအပြင်အိတ်လေးတွေကဟောတဲ့ zip အလုံးပိတ်ပါလားတဲ့အပြင်အိတ်ကလေးတွေက zip အပြင်အိတ်ကလေးတွေကတော့ zip မပါဘူးအပြင်အိတ်ကလေးတွေကတော့ zip မပါဘူးအပြင်ကတော့ရိုးရိုးထည့်အောင်ပဲထားပါတော့ကားလက်မှတ်တို့ဘာတို့ညာတို့ပေါ့နော်တစ်ရှူးလေးတွေဘာလေးတွေထည့်မယ်အထဲမှာတော့ zip ပါပါတယ်အထဲမှာ zip ပါပါတယ်အကျယ်ကြီးပါပဲเนาะအဲ့တော့ဒီမှာ wallet Tommy wallet ပတ်စံအဲ့ထဲမှာဖုန်းထည့်လို့ဆက်နေဒီမှာဖုန်းမစိုးထည့်ပြတယ်ဖုန်း iPhone Pro Max ဟုတ်ပြီနော်ဟုတ်ပြီနော် wallet အထဲမှာညီမပြီးမှဆိုရင်ပတ်စံစီးလိုက်ထည့်လို့ရတယ်1000စီးတွေထည့်လို့ရမယ်အထဲမှာစစ်တကန့်ပါသေးတယ်အထဲမှာ zip ပေပါလဲမှာ credit card bank card တွေ6ကတ်စီ12ကတ်ဆက်နေတော်တော်ဆက်နေ8ကတ်အကျယ်ကကြီးတယ်
အဲ့ရဲ့အကျယ်ကကြီးပါတယ်6လက်မရှိပါတယ်6လက်မ4လက်မပါ94ပါ94ဆိုတော့ဒါလေးက zip wallet ကလေးကအကြီးလေးကမဆိုးဒီသူ့ကိုအရင်တော့2,400,000လောက်နဲ့ရောင်းတယ်မဆိုးအခု1,600,000နဲ့ရောင်းပေးမယ်1,600,000ရန်ကုန်ရောက် zip wallet နော်ရေဆိုခံမိုးဆိုခံ Tommy လေးပါဒီမှာ Tommy တစ်စိတ်ကလေးပါဒါလေးရမယ်ပြီးရင်ဟောအနီရဲရဲလေးရှိသေးတယ်အနီရဲရဲလေးနှစ်ယောင်ရမယ်ဒါလေးကနက်ပြလေးဒါအနက်မဟုတ်ဘူးနော်နက်ပြနော်အနက်ကဒီမှာမဆိုးအုပ်ထုတ်ရအောင်အနက်ဒါလေးကနက်ပြလေးပါနက်ပြလေးကိုဒီမှာဒါလေးကတော့အနီလေးပါအနီလေးပါဈေးနှုန်းလေးက1,600,000ပါရန်ကုန်မြန်မာပြည်ကိုအယောက်1,600,000နော်နှစ်ယောင်ရမယ်ပြီးရင်ဒီမှာကပတ်ကြားလေးနဲ့ဒါလေးကတော့ Tommy man သိတာတယ်ဒီမှာ logo လေးပါမယ်ဒီမှာကပတ်ကြားလေးနဲ့အထဲမှာလည်းခုနအတိုင်းပဲအကန့်နေ1,000တန်လို့ဘာလို့ဆိုရင်ကောင်းကောင်းထည့်လို့ဆန်တယ်ဒေါ်လာလည်းထည့်လို့ရမယ်ဟုတ်ပြီ1,600,000 wallet အကြီး zip နဲ့လို့ပြောပေးနော် wallet အကြီး zip နဲ့ဒီမှာ300ပြီးရင် wallet အသေး flat ဒီလိုခောက်တဲ့အိတ်ရှိမယ်ခောက်တဲ့အိတ်ကလေးဆိုရင်ဒီမှာဒီလိုမျိုးလေးflat အိတ်ကလေးပါပတ်စံထဲလို့ရမယ်ဒီမှာပတ်စံထဲမယ်လက်ချိတ်ထဲကပါလာလက်ချိတ်ပါတယ်ခုနလေးတွေပြသွားတယ်လက်ချိတ်အကြီးလေးက1,500,000ပါနှစ်ယောင်ရွယ်နီအေးရေလက်ချိတ်အကြီးလေးကဒီမှာဒီလိုအယောင်လေးနှစ်ယောင်ရမယ်အဖြူလေးရမယ်အနက်ကလေးကိုမှ Tommy ရဲ့ logo လေးနဲ့1,500,000ပါသူကအကြီးပါ6လက်မ6လက်မ size ဟုတ်ပြီဒီဟာ1,500,000ကိုကြိုက်တယ်ဆိုလဲယူမဟုတ်ရင်လည်းဒီမှာအသေးရှိမယ်ခုနလေးတွေပြသွားတယ်အသေးဒီမှာအနက်ရမယ်အညိုလေးရမယ်အစင်းကြားလေးရမယ်နွယ်နီအေးရေဒါလက်ချိတ်ကလေးတွေပါခုနပဲပြောတယ်ခိုးစိုးလူလိုက်တွေရှိရတဲ့အတွက်ကြောင့်ဟဲ့လားမြန်မာပြည်မှာသွားမယ်လာမယ်ဆိုတို့လိုလက်ချိတ်ကလေးတွေကအစင်းပြေတယ်လက်ချိတ်ကလေးနော်ကိုကာကွယ်ပြီးသားလည်းဖြစ်တယ်လို့ပြောတယ်အသေးက1,400,000ပါဒီမှာအနီလေးဒီမှာနက်ပြလေးဒီမှာအဖြူလေးက gray လေးနဲ့မီးခိုးလေးနဲ့ဆက်ထားတာနှစ်ကားလားကြိုက်တာကိုပြောပါဟုတ်ပြီအဲ့တော့ယူမဲဆိုယူမဲအယောင်လေးကိုမဆိုးကိုပြောပေးပါပစ္စည်းဖယ်ရမှာမို့လို့ပါဘာလို့ဆိုတော့ပစ္စည်းတိုက်နေလို့ရှိရင်မဆိုးကဟိုအရင်လာတဲ့လူပတ်စံရင်ပေးတဲ့လူကိုအရင်ဦးစားပေးမယ် first come first serve ပါအရင်လာတဲ့လူအရင်ပေးပါတယ်အဲ့တော့ဒါလေးကတော့ wallet ကလေးဒီလိုလေး wallet ကလေးပတ်စံအိတ်ထဲပဲထည့်တဲ့ဘယ်ထဲပဲထည့်လို့ရတယ် wallet ကလေးပါဘယ်ထဲကိုထည့်ပြမရအောင်နော်ဒါသေးတယ်ဒီအိတ်ကလည်းနည်းနည်းလေး short လေးဆိုပေးလို့မရဟိုအောင်ဖေဟိုလိမ္မော်ရောအိတ်ကလေးရော slim pad ညမလက်ချိတ်လက်ချိတ် slim pad ဆိုတာတို့လက်ကင်နဲ့အိတ်ကိုပြောတာ ਨੇ ဖေလိမ္မော်လို့ပြောတယ်လေတေးမလာနဲ့ကျွန်တော်ရှက်သေးတယ်တော့ပြောပြရတော့ဒီမှာဒါမဆိုဟိုနာဒီနာမဆိုဈေးသွားပါသွားပေါ့နော်ဟိုဟင်းချက်စီကဘာညာလမ်းထိပ်ဘာညာသွားတယ်ဆိုရင်ဒီလိုအိတ်ကလေးပေါ့ပါလေးမဆို
Reebok တစ်စိတ်ကလေးပါမဆိုဒါလေးလွယ်တယ်ဒီမှာကြည့်ထည့်လို့ရတယ်တွေ့လားဒီလိုအိတ်ကလေးဆိုတော့ဒီလို cross body လေးတွေတဲကိုထည့်လို့ရပါတယ်အဲ့တော့ဒီလို wallet ကလေးဒီလို wallet ကလေးတွေ flat wallet ကလေးတွေလို့ခေါ်မယ်အထဲမှာ bank card တွေထည့်မယ်ဒီမှာမဆိုဆောနာကိုင်းတဲ့အိတ်ကိုပြောတာထင်တယ်တဲ့တိုင်းအောင်လေးလာမီ gas မသိဘူးဟဲ့ ပြီးမှပဲပြောတော့မယ်အဲနောက်ပြန်ပြီးတော့ပြန်ပြီးသွားနေရရင်ရှေ့မရောက်တော့ဘူးအဲ့တော့ဒီမှာကြည့်ဒါလေးက wallet ကလေးပါဒီ wallet ကလေးတွေကိုမဆိုးက30% off ပြီးသား3သိန်းခွဲနဲ့ပဲရောင်းမယ်ရန်ကုန်ရောက်3သိန်းခွဲစင်စွယ်လေးတနခါရောင်လေးလက်သားရောင်လေးပါထော်မီဒီမှာနော်ဒါလေးတွေဆိုရင်ဒါကလေ check book ရေးတဲ့စာလေးပါလိုရင်လည်းတုံးမလိုရင်လည်းဖြုတ်ထားလို့ရတယ်ဒီမှာတလွာOkay ဒီတလွာတက် extra ထည့်ပေးထားတာမလိုရင်လည်းဖြုတ်ထားလို့ရတယ်လိုရင်လည်းထည့်မယ်ဆိုလည်းထည့်လို့ရတယ်3သိန်းခွဲပါအဝါရောင်လေးတဲ့ဘာလို့အဝါရောင်လေးအော်အေးဒီမှာဒါတနခါရောင်လေးပါပြီးရင်ဘာရှိမလဲဆိုရင်အပတ်ကြားလေးတွေကပတ်ကြားလေးတွေကရှိမယ်ဒီဇိုင်းလေးတွေကအထဲမှာအကုန်တူတူပဲမဆိုဖွင့်မပြတော့ဘူးဒီမှာခုနကတော့ကပတ်ကြားလေးမီကိုလေးကခုနပြပြဒီမှာဒီလိုမျိုးလေးရှိတယ်နော်မတွေ့လားလက်ကလေးကဒီလိုမျိုးလေးကင်လို့ရတယ်လက်ချိတ်ပြီးတော့ဒီလိုလက်ထဲမှာဟန်းလက်ကဝတ်မှာကင်လို့ရတဲ့ဒီဇိုင်းလေးရှိတယ်ဒီလိုမျိုးလေးပြီးတော့ဒီမှာ wallet ကလေးရှိတယ်ဒီဇိုင်းကချွတ်စရာလေးနော်အဲ့တော့ဒီမှာကပတ်ကြားလေးနဲ့က3သိန်းနဲ့5000ပါ3သိန်း5000မိကုန်းလေးရမယ်တနခါရောင်လေးရမယ်2ရောင်ပြီးရင်ဒီမှာပန်းရောင်လေး baby pink လေးဘာတစ်စိမ့်လဲ Tommy ပါ Tommy Hilfiger America USA ပါဒီမှာဒါလေးကပန်းရောင်လေး baby pink အရောင်လေးပါ baby pink လေးပါအော်ဒါလေးကတော့ခုနတော့ကအမစိုးပြသွားတယ်ဒီမှာသူ့ရဲ့ family အုပ်စုလေးဒါ wallet အကြီးဒါ wallet အသေးအကြီးလေးက36000အသေးလေးက3သိန်းခွဲနော်အဲ့လိုမျိုးလေးတွေရှိမယ်ဒါလေးကကပတ်ကြားအုပ်စုလေးကပတ်ကြားမှာ4ရောင်လာတယ်3သိန်းခွဲပါကပတ်ကြားမှာ4ရောင်လာတယ်3သိန်းခွဲဟုတ်ပြီပြီးရင်ဒီမှာ baby pink plain လေးအနီရဲလေးဒီမှာပန်းရောင်လေးနဲ့အနီရဲလေးဟုတ်ပြီနော်အထဲမှာလည်းမစိုးပြောပြီးသားဒီမှာအကန့်နေနဲ့ဒီမှာ ID ထည့်လို့ရတယ်ပတ်စံလည်းထည့်လို့ရတယ်ဒီမှာ1လွှာ2လွှာဟုတ်ပြီနော်အော်ဒီမှာဒီဟာကိုထုတ်လိုက်အောင်ဒါကိုထုတ်ပြီးတော့အကန့်ထဲမှာဒီမှာထည့်အောင်ပတ်စံဒီမှာတကက်ကြိုက်တဲ့လောက်ထည့်နော်3သိန်းနဲ့5000မြန်မာပြည်အရောက် size ကလေးကမဆိုတိုင်းပြမယ်ဘယ်နှလက်မလဲမြင်လား9လက်မပါအောက်က4လက်မပါ4ပါ wallet size ကလေးက9လက်မ4လက်မ size ကလေးပါအနီလေးရမယ် baby pink လေးရမယ်3သိန်းခွဲပြီးရင်ဒီမှာအညိုလေး3သိန်းခွဲပါအညိုလေးကဒီမှာဒီလိုမျိုးလေးဒါသူ့ရဲ့
type ကလေးမတူတာလေးဒါလေးကလက်ကလေးချိတ်ပြီးတော့လက်ကဝတ်မှာချိတ်ပြီးကင်နေအိတ်ဒါလေးက wallet ကလေးဒါလေးက3သိန်းနဲ့4,000ဒီအိတ်ခေအသေးက wallet က3သိန်းခွဲဟုတ်ပြီနော်ပြီးရင်အကြားလေး Tommy ကြားလေးရမ်းမိုက်တော့ Tommy ကြားလေးပါ Tommy Hilfiger ဆိုတဲ့ကဘာကျော်တစ်စိတ်ပါဒါ American brand မှာ American brand ဒီတစ်စိတ်ပါနော်3သိန်းခွဲဓမ္မပြည်ရောက်ရန်ကုန်ရောက်3သိန်းခွဲပြီးရင်နက်ပြတဲ့ကရှိမယ်နက်ပြတဲ့ကဒီမှာနက်ပြတဲ့က2ယောက်ဒါလေးကဒီဇိုင်းတစ်မျိုးလေးတီယို cross လေးတွေဒါလေးကထီလေးကိုအတဲ့လေးဆိုတော့2မျိုးနက်ပြလေး3သိန်းခွဲဟုတ်ပြီနော်ပြီးရင်ဒါလေးလားဒါလေးကြံအောင်မနဲ့တူတယ်နော်နှစ်သားရောင်လေးရဆိုဒါလေးကြံမယ်Tommy ရဲ့ logo လေးတွေ Tommy logo လေးတွေ3သိန်းခွဲပါအဲ့တော့ဒီနေ့ကတော့ဒါပဲမဆို wallet က clutch ကမဆိုရောင်းသွားတယ်အဲ့တော့ဒီနေ့ရောင်းသွားတာလေးကတော့မဆို Tommy brand ပါတယ် Gas brand ပါတယ်နောက်ပြီးတော့ဘာပါသေးလဲ Tommy ရဲ့ Gas က US Polo ရဲ့ဒီ brand 3မျိုးကိုမဆို 25% 30% မဆိုရောင်းသွားပါတယ်အဲ့တော့ပတ်စံအိတ်ကလေးတွေဝယ်ချင်တဲ့သူလေးတွေရှိရင်မဆိုရ live ကိုပြန်ကြည့်ပေးပါအနောက်ကဇစ်လေးက iPhone ထည့်လို့ရလားတဲ့အမလေးရတာပေါ့တပည့် iPhone ပေးရတာပေါ့ iPhone စတယ်လေပေးအကြီးလားအသေးလားဒီမှာလေနောက်ကဇစ်နဲ့ iPhone ဒါအသေးတောင်မှစတယ်ဆိုရင်ကွယ်ဒီမှာအကြီးဆိုရင်တော့စဉ်းစားကြည့်လိုက်တော့ကဲဒီအသေးတောင်မှ iPhone စတယ်လေ iPhone Pro Max ကိုစတယ်လေဒီမှာโอเคရှုခနဲ့ပဲကွာခနဲ့ဝင်သွားတာစနာပေါ့အကြီးက3သိန်းခွဲအသေးက3သိန်း4,000ကြိုက်တာယူနော်အကြီးကတော့2ယောင်ပဲရှိမယ်အကြီးကတော့ wallet နောက်ကဇစ်လေးကိုပြောတာတဲ့ wallet နောက်မှာဇစ်မှမရှိတာအော်ဒါလေးလားဘယ်ရောက်မှာတော့ဒါလေးကသေးလေးပစ္စည်းလေးရဘူးမရဘူးပစ္စည်းခွေးလေးစမှုမရဘူးပလေး तू อ่ะဒီမှာဘာမှထည့်လို့မရဘူး तू อ่ะဟိုပေါ့ ID ကတ်လောက်ဘာလောက်ပဲရတာဒီ wallet နောက်ကဇစ်ကလေးကမရဘူး iPhone ထည့်လို့မရဘူးအကမှမပါတာ iPhone ထည့်ရတာပဲအကဒီမှာလေးပြတ်မှမရှိတာ तू အပါလေးလေပတ်စံအိတ်မတို့ရဲ့ handbag အိတ်ထဲကိုဒီလိုထည့်ပြီးကင်တာလေဒါမှမဟုတ်လည်းဒီလိုမျိုးလေးပေါ့လက်ကလေးလေးလိုလေးညှက်ပြီးတော့သွားတာဆိုတော့မရအောင်နော်အဲ့ဒါလေးရှိမယ်အော်နောက်ပြီးတော့ခုနဒီဟို passport အိတ်ကကလေးဆွဲတဲ့အိတ်ကလေးအပြာရောင်လေးမိုးကသားလေးလက်ပြလေးနောက်တစ်ခုကနောက်ဆုံးတစ်ခုမှဆိုပြမယ်3သိန်းခွဲနဲ့အဲ့ဒါလေးကလေခရီးသွားတဲ့ travel bag လေးပါသူက2မျိုး3မျိုးကြိုက်တယ်လို့ဝတ်လို့ရတယ်သူက US Polo ကလောက်တာဒီလိုမျိုးလေးခရီးသွားတဲ့အိတ်ကလေးပါအထဲမှာပတ်စံအိတ်ထဲမှာအမတို့ etiquette တို့ကား ticket တို့ကထားလက်မှတ်ကားလက်မှတ်လေယာဉ်လက်မှတ်တွေထဲမှာ passport ထဲမှာအဓိက passport boarding pass တို့ passport တို့ထဲမှာ passport စမှာတယ်ဒီ passport လေးပြအမထဲပြမယ် passport စတယ်ဆိုပြီးဒီဘက်အဆိုအဖြူအပေါ်စစ်
နဲ့ passport ကောင်းကောင်းစတယ်ဒီမှာကြည့် तू ကအနောက်မှာလဲစစ်တကတ်ပါတယ်ဒါအနောက်ကစစ်အမပြဒီမှာအနောက်စစ်အနောက်မှာလဲဘာထည့်ခြင်းလဲပတ်စံပါညာခရီးသွားတဲ့ချိန်မှာထည့်လို့ရတယ် and then ဒီမှာဘာလို့ဆိုခရီးသွားပြီဆိုရင်ကိုယ့်ရဲ့ personal ပစ္စည်းကကိုယ်နဲ့မကွာဒီလိုနေရမှာလေဟုတ်တယ်မလားအကဲလို့လေရင်တွေပါရင်စီးလို့လေရင်က luggage တွေပါရင် delay ဖြစ်သွားလို့ luggage ကတခြားကိုကတခြားဖြစ်သွားရင်တော့မှာပဲ luggage ကနောက်ကလေရင်နဲ့လိုက်လာမယ်ကိုကအရင်ရောက်သွားတယ်အဲ့ဒါပစ္စည်းနဲ့လူနဲ့လေရင်တစ်ပြိုင်တည်းမရောက်ဘူးဆိုရင်တော့မှာပဲကိုယ့်လက်ထဲမှာဘာကြံခဲ့ရမလဲ passport ကြံခဲ့ရမယ်လေရင်လက်မှတ်ရှိရမယ်ပတ်စံပါရမယ်ဒါဟာကိုယ့်ရဲ့ personal ခရီးသွားရင်ဒါအရေးကြီးဆုံးပဲအဲ့တော့ဒီမှာ passport ထည့်မယ်ဟုတ်ပြီနော် passport ထည့်မယ်အထဲမှာဒီမှာအကျယ်ကြီးမိုးကသာရေဆိုခံမိုးဆိုခံ passport ထည့်မယ်နော်ဒီထဲမှာ iPhone ဟို AirPod ပါညာဒီမှာ AirPod ထည့်လို့ရတယ်ဒီလိုပြယူလို့ဒီလိုပြဒီမှာ AirPod စကားလေးနဲ့မြင်လားဒီမှာစကားလေးနဲ့ AirPod တို့ဘာတို့ညာတို့ဟဲ့လားထည့်လို့ရတယ်ဒီမှာအဓိကတော့ passport လေလက်မှတ်ဟုတ်ပါစင်ပါရေဝိုင်းအဲ့တော့ဒီလိုမျိုးလေးလာကဲခုခရီးသွားပြီကွယ်အမအခုလောက်ပြမယ်ခရီးသွားမယ်ဟဲ့ဆိုရင်အမတို့ဘာထည့်မလဲ passport ထည့်မယ်လေညာလက်မှတ်ထည့်မယ်အဲ့ဒါပြီးလို့ရှိရင်ဒီထဲမှာပတ်စံလေးပါလေးနည်းနည်းပါပါလမ်းမှာလေစိတ်မှာစားဖို့တောက်ဖို့နည်းနည်းပါပါထည့်မယ်ထည့်ပြီးရင်ဒီမှာယောက်ျားလေးမိန်းကလေးအကုန်နော်ဒါ unisex နော်ဒီလိုလွယ်မယ်ပြီးပြီဒါပဲဘာ brand လဲ US Polo ပါအောင်ဖြိုးပိုင် US Polo brand လေးပါတသိန်းခွဲပါမိုးကသားလေးဒီမှာဒီလိုလေးပြီးပြီ that's it လွယ်သွားမယ်မစိုးဆိုတာခုခရီးသွားတဲ့ပုံစံ ready ပဲဟေးသွားမယ်ဟေးဆိုတာနဲ့မစိုးထွက်ပြီးလိုက်သွားရုံပဲဟုတ်ပြီအဲ့တော့ဒီလိုမျိုးလေးခရီးသွားတဲ့ဟာမျိုးအထဲမှာခရီးသွားမယ်နိုင်ငံခြားသွားမယ်ဘန်ကောက်စင်ကာပူဘာညာနိုင်ငံတကာပတ်မယ်ဆိုရင်ဒီမှာ passport ကကွက်ခနဲ့ပဲလေရင်ကလေလက်မှတ်အကုန်ထည့်လို့ရတယ်ထို့နည်း၎င်းဒီလိုမလွယ်ချင်ဘူးလားနောက်တစ်မျိုးလွယ်ပြမယ်strap တိုးလိုက်မယ်တိုးပြီးတော့ဒီမှာခါမှာပတ်မယ် hey that's it two way ဟုတ်ပြီနော်ခရီးသွားမယ်ဒီမှာခါမှာပတ်ပြီးတော့ပြီးပြီလေကိုယ့်ရဲ့ personal ပစ္စည်း passport အကုန်ပါပြီလေဘာလို့သေးလဲဟုတ်ပြီနော်ဒီမှာခုနလိုမျိုးလွယ်မလား cross လွယ်မလားဒီမှာခါးလေးမှာဒီနားလေးမှာဒီလိုလေးပတ်ပြီးတော့ခရီးသွားမလားအေးစေပဲဟုတ်ပြီနော်အဲ့တော့ဒါမဆိုးကပြောပြတာဒီအိတ်ကလေးကတော့လူတိုင်းမှာရှိတဲ့တယ်မဆိုးမှလည်းရှိတယ်မဆိုးခရီးသွားရင်မိသားစုနဲ့ခရီးသွားရင်မဆိုးတို့မိသားစုအားလုံးရဲ့ passport တွေကိုမဆိုးဒီထဲမှာထည့်ပါတယ်အမလည်းအော်အဲ့ဒါလေးတသိန်းခွဲလေတသိန်းခွဲပါတစင်းရဲ့တသိန်းခွဲပါညီမလေးဆိုတော့ဒီမှာဒါလေးလည်းတသိန်းခွဲပဲမိုးကာသားလေးပါမစိုးသိမ့်ကြိုက်တယ်ဒီမှာဒါလေးဆိုရင်နောက်ကကပတ်ကလေးနော်အရှိမကပတ်လေးလိုမျိုးပတ်လို့ရတယ်အတိုလုံးမယ်ဆိုရင်ကပတ်လေးပါအတိုမဟုတ်ဘူးဆိုရင်ခုနမစိုးပြောသလိုမျိုးဒီလိုမျိုးလေး cross body လေးရင်ဘက်ကလေးမှာဒီလိုလေးလွယ်လို့လည်းရတယ် two way အစင်ရမ်းပြေတယ်ရှိတဲ့တယ်လူတိုင်းရှိတဲ့တယ်ဘာလို့ဆိုတော့မိုးဆိုကန်ရေဆိုကန်တခုခရီးသွားရင်လာရင်လည်းရေတွေပိုင်းပေါက်သွားတယ်ဆိုလဲကိုယ့်ရဲ့ personal ပစ္စည်းမှာဘာမှထိခိုက်တာမျိုးမရှိဘူးမိုးဆိုကန်ရေဆိုကန် waterproof မိုးကသားဟုတ်ပြီနော်အထဲမှာဒီမှာတကက်စကားလေးနဲ့မဆိုး airport ထည့်ပြထားတယ်စကားလေးနဲ့ကိုယ့်ရဲ့ဘာညာဟာလာအတွင်းပစ္စည်းငကက်ကလေးတွေဘာလေးထည့်မယ်ဆိုလဲထည့်လို့ရတယ် main ကလေးတွေဆိုလို့ရှိရင်ဒီမှာ airport နောက်ပြီးတော့ passport ထည့်လို့ရတယ်တသိန်းခွဲဟုတ်ပြီနော်ကဲဒီနေ့ကတော့ဒီလောက်ပဲချစ်တို့ရေ ဘ
ပြီသူ့ပြီးမှပြောရတာ ကျေးဇူးအများကြီးတင်ပါတယ်သစင်ရဲ့အမပြီးရင် follower လိုက်ပါမယ်ချစ်မရဲ့ပြည့်ပြည့်လေးဖြစ်နေတော့ဟုတ်ပါပြည့်ပြည့်လေးဖြစ်နေပါတယ်ကျမပေါင်20လောက်တက်လာတော့ကျမဝနေပါတယ်ရှင်ယောက်ျားကတော့ပြောတယ်လှတယ်တဲ့မိန်းမတဲ့ဝပါစေတဲ့အသက်40ကျော်ပြီဆိုတော့တဲ့တအားကြီးပိတ်လို့ရှိရင်အယိုးငေါငေါနေတဲ့ကြည့်ရဆိုးတယ်တဲ့အဲ့တော့မိန်းမတယောက်ရဲ့45ဆိုတဲ့တက်တန်းတစ်ခုမှာတော့ပြည့်ပြည့်လေးနဲ့သူ့ဟာသူဖောင်းဖောင်းပြည့်ပြည့်ရှိတဲ့နေရာတင်းတင်းရင်းရင်းလေးတော့ရှိရမယ်ဆိုလို့ကျမအခုဒီအဝလေးတိုင်းနဲ့ကျမနေမလားလို့စဉ်းစားနေဟုတ်တယ်မဆိုးဒီလိုမျိုးနည်းနည်းပြည့်ပြည့်လေးနဲ့မဆိုးရဲ့ဖန်တွေကမတွေ့ဘူးမဆိုးကအမြဲတမ်းပိန်ပိန်လေးပဲကက်ကက်ရက်ရက်ကလေးပဲသေးသေးလေးပဲအမြဲတမ်းနေလာတယ်အခုမဆိုးနည်းနည်းလေးပေါင်20ဆိုတာတော့နည်းနည်းတော့မဟုတ်ဘူးပေါ့ဟဲ့ပေါင်20ဆိုတော့များတာပေါ့အဲ့တော့ပေါင်20လေးဖြစ်လာတော့ပေါင်20လေးဖြစ်လာတော့နည်းနည်းလေးပြည့်လာတော့လူတတိထားမိကြတယ်ညနာလေးဖောင်းလာတယ်မဆိုးဒီမှာရှင်သားတွေbody ကဒီလိုကြီးလာတယ်ဖင်းတွေကြီးလာတယ်နို့တွေကြီးလာတယ်ခါးတွေတုပ်လာတယ်အဲ့လိုမျိုးဖြစ်သွားတာဟုတ်တယ်နော်ဆိုတော့ဒါကမိန်းမရဒီလိုပဲပြန်လဲကိုကရှင်လဲမကစားနိုင်သေးဘူးနောက်မှပြန်ကစားတော့မယ်ဆိုတော့ okay အခုမဆိုးရောင်းရတာလေးတွေအားလုံးက 25% 30% ချထားတာလေးတွေပါ US Polo ဆိုရင်မဆိုး25%ချပါတယ် Tommy လေးတွေဆိုရင်မဆိုး30%ချော့ပေးထားပါတယ် gas တွေဆိုရင်25% ချပေးထားပါတယ်တစိတ်ကိုသေးချမမြင်ဘူးတဲ့ Tommy လို့ လိုက်ပြီးဒီချက်ပြောလို့ လိုက်ပြီးအမ follower လေးလိုက်ပေးမယ်တစင်းကိုနော်ဟုတ်ပြီအဲ့ဒါဆိုရင်အမမနက်ဖြန် live လေးတစ်ခုထပ်ရအောင်မယ်မနက်ဖြန်ကိုအမ clinic နဲ့ origin နဲ့ကိုမဆို discount နေနဲ့ရောင်းပေးမယ် skin care ကိုမနက်ဖြန် skin care နဲ့ cosmetic ကိုdiscount နဲ့ရောင်းပေးမယ် okay နော်ဒီနေ့တော့ဒီလောက်ပါပဲOkay အားလုံးကိုကျေးဇူးတင်ပါတယ်မဆိုးရဲ့ live လေးကိုအချိန်ပေးပြီးကြည့်ကြတဲ့သူတွေအရောက်စီတိုင်းကိုမဆိုးကျေးဇူးတင်ပါတယ်မနက်ဖြန်မှာပြန်တွေ့ပါမယ် Bye bye I love you all